မြတ်ဗုဒ္ဓဤမစ္စည်းမပฏิပဒါတရားမစ္စည်းမပฏิပဒါကိုဘာသာပြန်တဲ့အခါမှာအလယ်လန်းကလိုက်နာကျင့်သုံးရသောအလယ်အလတ်ကျင့်စဉ်လို့ middle way လို့ဒီလိုပဲဘာသာပြန်လေးရှိကြတယ်သို့တော့ middle way ရဲ့အဓိပ္ပာယ်ကိုနားလည်ဖို့တော့လိုအပ်တယ်အလယ်လန်းလို့ဆိုလိုက်တာနဲ့တပြိုင်နက်သဘောပေါက်တာလက်ရပဲလမ်းလည်းမလိုက်ဘူးလက်ဝဲပဲလမ်းလည်းမလိုက်ဘူးအလယ်လန်းကသွားတယ်အလယ်လန်းလို့ဆိုတာဘယ်လိုဟာကိုဆိုလိုတာလဲဆိုတာတမန်အဖြစ်ကြည့်မယ်ဆိုရင်တော့ဟိုဘက်လမ်းလည်းမဟုတ်ဘူးဒီဘက်လမ်းလည်းမဟုတ်ဘူးအလယ်ကသွားတဲ့လမ်းအဲ့တော့လမ်းကြောင်း၃မျိုးဆိုတဲ့အဓိပ္ပာယ်မျိုးသွားပြီးတော့မြင်ရတယ်ဒီမစ္စည်းမပฏิပဒါဆိုတဲ့စကားလုံးကိုမြတ်စွာဘုရားပထမဆုံးဓမ္မစကြာတရားဟူဟောတဲ့အချိန်မှာပဲသုံးပြုခဲ့တယ်အယံခောတာဘိက္ခွေမစ္စည်းမပฏิပဒါတထာဂတိနအဘိဓမ္ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်တွေ့ရှိလာတဲ့မစ္စည်းမပฏิပဒါဆိုတဲ့လမ်းအဲ့တော့မစ္စည်းမပฏิပဒါလမ်းရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာအစွန်းတစ်ဖက်ရောက်နေတဲ့လမ်းကြောင်းနှစ်သွယ်ကိုရှောင်ရှားပြီးတော့ဘယ်လမ်းကြောင်းကိုမှမရွေးပဲနဲ့ဘယ်လမ်းကြောင်းကိုမှအသုံးမပြုပဲနဲ့ကိုယ်ပိုင်မှန်ကန်တဲ့လမ်းကြောင်းကလျှောက်တယ်လို့ဒီလိုပြောရမှာအဲ့တော့အလယ်လမ်းဆိုတာလမ်းသုံးမျိုးတွေကအလယ်ဘိုကျတဲ့လမ်းလို့တာမန်ဒီလိုအဓိပ္ပာယ်လေးတွေယူလို့ရှိရင်အဓိပ္ပာယ်ပြည့်စုံမှမဟုတ်သေးဘူးရသော်ဗျာမိန့်ကြားလို့တဲ့မစ္စည်းမပฏิပဒါဆိုတာရဲ့အဓိပ္ပာယ်ကိုဘုန်းကြီးတို့ရှင်းလင်းကြရမှာဖြစ်တယ်ရသော်ဗျာလမ်းကြောင်းနှစ်သွယ်ကိုရှင်းဥစွာရှင်းပြတာရှိတယ်ကာမေတုကာမတုခန္ဓိကနုယောခောဆိုတဲ့လမ်းကြောင်းကတစ်ခုကာမေတုဆိုတာလူချင်းစရာအာယုန်တွေကိုကာမလို့ခေါ်တယ်အဲ့ဒီလူချင်းစရာအာယုန်တွေပေါ်မှာလူချင်းတတ်တဲ့တဏှာနဲ့ကာမဂုဏ်အာယုန်ကာမချမ်းသာတွေကိုခံစားဖို့ကြိုးစားတဲ့လမ်းဒါအစွန်းရောက်နေတဲ့လမ်းတစ်ခုလို့ဒီလိုသတ်မှတ်တယ်နောက်တစ်ခုကအေးချမ်းသာဒုက္ခခံစားနေလို့တော့ဘလို့မှအမှန်တရားကိုသိမှာမဟုတ်ဘူးအနာခံမှအသာဆံရမယ်အနာခံရမယ်ဆိုပြီးတော့အတ္တကိလပဋ္ဌာလူယောကိုမိမိကိုယ်ကိုပင်ပန်းအောင်နှိပ်စက်ညှဉ်းပန်းပြီးတော့အမှန်တရားကိုရှာဖွေတဲ့လမ်းအဲ့ဒါလို့လမ်းကြောင်းနှစ်သွယ်ဖြစ်ပေါ်ပြီးတော့နေကြတယ်နှစ်ခုစလုံးဟာအမှန်တရားကိုရှာဖို့ကြိုးစားတာအမှန်တရားကိုရှာဖို့ကြိုးစားကြတယ်တဏှာဝတ်ကလွတ်မြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကြိုးစားကာမဂုဏ်ချမ်းသာကိုခံစားဖို့ကြိုးစားနေကာမဂုဏ်ချမ်းသာကိုစွန့်ပယ်ပြီးတော့ခန္ဓာကိုယ်ကိုညှဉ်းပန်းနှိပ်စက်ပြီးတော့ကြိုးစားအထောက်မှုလို့ဆိုတဲ့ဒီကြိုးစားအထောက်မှုနှစ်မျိုးလုံးဟာအမှန်တရားကိုသိနိုင်စွာမရှိဘူးရည်ရွယ်ချက်အတိုင်းမအောင်မြင်နိုင်ဘူးလို့မြတ်စွာဘုရားကအတိအလင်းဆိုထားတာရှိတယ်ကာမတုခန္ဓိကနုယောဂလမ်းဆိုတာလူတိုင်းသဘောကျတဲ့လမ်းပဲ
ကာမဂုဏ်အာယုန်တွေကိုခံစားပြီးတော့ဘဝမှာပျော်ပျော်နေရမယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့လမ်းစဉ်ပဲတော့နာမောဆိုတာမသေးကြဘူးသေချာတဲ့ဒီဘဝမှာကာမဂုဏ်အာယုန်တွေကိုတတ်နိုင်တဲ့များခံစားလို့ဒီအတွေးခေါ်ဟာတော်တော်များများရှိတယ်ပေါ့လောကလူသားတွေတော်တော်များများတွေးဘုန်းကြီးတို့အမေရိကရောက်သွားတဲ့အခါကျတော့ဘာသာကြားအမေရိကန်မျိုးသမီးတယောက်နဲ့တွေ့တဲ့အခါကျတော့ဘုန်းကြီးတို့ကသူကလက်ဆွဲနှုတ်ဆက်ဖို့ကြိုးစားတဲ့အခါပါလာတဲ့တခါကြီးဘုန်းကြီးဆိုလက်ဆွဲမနှုတ်ဆက်ရဘူးလို့ပြောတယ်အဲ့တော့ပြောတော့သူကဘာပြောတော့ဆိုဟုတ်ပြီလက်ဆွဲမနှုတ်ဆက်ဘူးဆိုဘုန်းကြီးတို့အိမ်တော်ရှိလာလို့မေးတယ်အဲ့လိုမေးတဲ့အခါကျတော့ဟာအိမ်တော်မရှိဘူး single life ဘာပြောတော့ဆို hot life ဘယ်လိုဘဝပါလဲဘယ်လိုဘဝပါလဲလူဖြစ်လာပြီးတော့ဒီလိုဘဝမျိုးကရှိသေးတယ်လို့တအံ့တော် hot life ဆိုတဲ့စကားလုံးနဲ့သူပြောတယ်နော်နားမလဲဘာဖြစ်လို့လဲဆိုအနောက်တိုင်းကတာမန်ပုဂ္ဂိုလ်တွေကဘာလို့ life is too short ဘဝဆိုတာတူတူလေး enjoy yourself ပျော်ပျော်နေဆိုတဲ့အတွေ့ဟာလူတိုင်းပြောကြတဲ့စကားတစ်ခုအဲ့တော့လူဘဝရောက်လာလို့ရှိရင်တတ်နိုင်တဲ့များကာမဂုဏ်အာယုန်တွေခံစားပြီးပျော်ပျော်နေတာကိုပဲသူတို့ကဘဝရဲ့တန်ဖိုးလို့သတ်မှတ်တာအဲ့တော့မြတ်စွာဘုရားကဘဝမှာပျော်ပျော်နေတဲ့လမ်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရား criticize လုပ်ပြတာပါလဲဆိုဟီနောအဲ့တမအောက်တန်းကြပါတယ်တဲ့ဘာလို့လဲဆိုရင်လူတွေသာခံစားနိုင်တာမဟုတ်ဘူးတဲ့တိရစ္ဆာန်တွေလည်းရနိုင်တဲ့အခွင့်အရေးတစ်ခုပဲကမ္မောယူရီရွာတွေမှာနေတဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်စရိုက်ပဲပောထုတ်စနိကော majority အများစုကြိုက်တဲ့လုပ်ငန်းကြီးတစ်ခုအနရိယော Nobel person တွေကမလုပ်ဘူးတဲ့ဒါမျိုးသူတော်စင်သူတော်မြတ်တွေမကြိုက်တဲ့အလုပ်ပဲအနတ္ထတန်ဟိတောတဲ့ဒီဟာကပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်အနတ္ထတန်ဟိတာဆိုကောင်းကျိုးချမ်းသာရဖို့မဖြစ်နိုင်တဲ့လမ်းလို့ဒီလိုပြောတာနော်အနတ္ထတန်ဟိတာဘာကောင်းကျိုးမှမဖြစ်ဘူးအေးပျော်ရွှင်မှုတခဏတာပျော်ရွှင်မှုလေးကိုကောင်းကျိုးလို့သတ်မှတ်ရင်တော့ပြောလို့ရတာပေါ့နော်ရေရှည်အတွက်ကာမဂုဏ်အာယုန်ကာမဂုဏ်ချမ်းသာခံစားတဲ့လမ်းဟာဘာကောင်းကျိုးမှရတဲ့လမ်းမဟုတ်ဘူးဆိုပါစို့ထူးခြားတဲ့အသိဉာဏ်ဆိုတဲ့အကျိုးကိုရဖို့ဘာမှမရှိဒါလေးနဲ့မပတ်သက်ထူးခြားတဲ့အသိဉာဏ်ရလာမှာမဟုတ်ဘူးတဲ့ဒါကမြတ်စွာဘုရားကထောက်ပြပြီးတော့ဝေဖန်ပြတာဒီပထမလမ်းဒုတိယလမ်းကျတော့အတ္တကိလမထာလူယောဂခန္ဓာကိုယ်ကိုညှဉ်းပန်းနှိပ်စက်ပြီးတော့တဏှာဝကလွတ်မြောက်ကြောင်းတရားကိုရှာတာသို့မဟုတ်အသိဉာဏ်တို့ကိုရှာတာဒီနည်းကလည်းပဲတဲ့ဒုက္ခအနာရိယောအနတ္ထတန်ဟိတောဆိုစကလုံးသုံးလုံးနဲ့ဝေဖန်ပြဒုက္ခအမတမဆင်းရဲတဲ့ဤစနစ်ပဲအနာရိယောမြင့်မြတ်ဖြူစင်တဲ့သူတော်စင်တွေမလုပ်ဘူးတဲ့ဒီလမ်းကိုအနတ္ထတန်ဟိတောသူတို့ရည်မှန်းတဲ့အကျိုးလည်းရမှာမဟုတ်ဘူးဒီလိုဒုက္ခခံပြီးတော့အသိဉာဏ်ရှာတဲ့အကျင့်ဆိုတာကြတော့ majority လူအများစုလောက်တာတော့မဟုတ်ဘူးဒါကြောင့်မို့ပထမလမ်းစဉ်လို့ဟိနောခံမောပောထုတ်စနိကောဆိုတဲ့စကားလုံးတွေမထည့်ဘူးမြတ်စွာဘုရားနော်ဟိနတော့မဖြစ်ဘူးတဲ့ပောထုတ်စနိကဆိုတာလည်းမဖြစ်ဘူးအများကြိုက်တဲ့လမ်းလဲဆိုတာမဟုတ်ဘူးများမလုံနိုင်အနာရိယောရိယာတွေမလုံတဲ့လမ်း
အဲ့ဒီလိုမြတ်စွာဘုရားလက်ထက်မှာဒီလိုလမ်းနှစ်သွယ်ရှိတယ်အဲ့ဒီလိုလမ်းနှစ်သွယ်ထဲမှာမြတ်စွာဘုရားကအဲ့ဒီလမ်းနှစ်သွယ်လုံးဟာအတိညာဏ်ဓုကိုရဖို့ဘာတစ်ခုမှမဖြစ်ဘူးဆိုပြီးတော့အတိညာဏ်ဓုရစေနိုင်တဲ့လမ်းဟာအဲ့ဒီလမ်းနှစ်လမ်းမှတခြားလမ်းဖြစ်တယ်အဲ့ဒါကိုမဇ္ဈိမပฏิပဒါလို့ပြောတာเนาะအဲ့တော့မဇ္ဈိမပฏิပဒါဆိုတာအလဲအလတ်လို့ဆိုတဲ့အခါမှာခုခေတ်တချို့ကဘလို့နားလဲတော့ဟိုဘက်လည်းမပါဘူးဒီဘက်လည်းမပါဘူးနိုင်ငံရေးမှာဆိုလို့ရှိရင် non line ဆိုဘက်မလိုက်တဲ့လမ်းမျိုးလားလဲဆိုအဲ့လိုမဟုတ်ဘူးเนาะမှားနေတဲ့လမ်းစဉ်နှစ်ခုခုနကမှားနေတဲ့လမ်းစဉ်နှစ်ခုရှောင်ဖို့လိုတယ်အလဲလမ်းဆိုတာမှားနေတဲ့လမ်းနှစ်ခုအစွန်းရောက်နေတဲ့လမ်းတစ်ဖက်ကိုရှောင်ရှားပြီးတော့သွားတဲ့လမ်းကိုအလဲလမ်းလို့ပြောတယ်အဲ့တော့ရှောင်ရှားတယ်ဆိုတာဘယ်လိုရှောင်တာတော့ဆိုကာမဂုဏ်အာယုံချမ်းသာတွေနဲ့ခံစားပြီးတော့အချိန်ဖြုံးနေလို့ရှိရင်ဘာမှထူးမှာမဟုတ်ဘူးသို့တော့ချမ်းသာဒုက္ခအလုံးကိုစွန့်ပယ်ရမှာလားလို့ဆိုမဟုတ်ဘူးချမ်းသာခံတဲ့နာကိုခံရမယ်ဒါကိုဆိုလို့ချမ်းသာဒုက္ခအလုံးကိုစွန့်ပစ်ဖို့ပြောတာမဟုတ်ဘူးကာမဂုဏ်အာယုံချမ်းသာတွေကအတိညာဏ်ကိုမဖြစ်ထွန်းစေဘူးမဖြစ်ပေါ်စေဘူးစိတ်ရဲ့အညစ်အကြေးတွေများတာဖြစ်တယ်ဒါကြောင့်ကာမဂုဏ်အာယုံဆိုတဲ့ချမ်းသာဒုက္ခကိုတော့အမထုတ်ရဘူးစံချမ်းသာလို့ချမ်းသာမျိုးမဲ့ချမ်းသာလို့ချမ်းသာမျိုးဖိုချမ်းသာလို့ချမ်းသာမျိုးတော့ခံစားရမယ်လို့ဒီလိုဆိုလို့ဆိုလိုတာကချမ်းသာဒုက္ခကိုအကုန်လုံးစွန့်ပစ်ဖို့ပြောတာမဟုတ်ဘူးခံတဲ့ချမ်းသာခံစားအတ္တကိလမထာနုယောဂခန္ဓာကိုယ်ကိုပင်ပန်းယုံတက်တက်လှုပ်တဲ့လမ်းလည်းပဲမမှန်ဘူးတဲ့သို့တော့အကျိုးရှိမယ်ဆိုလို့ရှိရင်ဒုက္ခခံသိရင်ခံရမယ်လို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားရဲ့မဇ္ဈိမပฏิပဒါလမ်းဆိုတာချမ်းသာခံစားရမယ်ဆိုတာလည်းမဟုတ်ဘူးဆင်းရဲတက်တက်ခံစားရမယ်ဆိုတဲ့လမ်းကြောင်းလည်းမဟုတ်ဘူးအဲ့ဒီလမ်းကြောင်းနှစ်ခုလုံးကိုစွန့်ပယ်ပြီးတော့ခံစားတဲ့ချမ်းသာကိုခံစားအကျိုးရှိမယ်ဆိုရင်ဆင်းရဲခံသိရင်ခံလို့ပြောတဲ့လမ်းဟာမဇ္ဈိမပฏิပဒါလမ်းလို့ပြောတာเนาะမဇ္ဈိမပฏิပဒါလမ်းဆိုတာခြံစည်းရိုးပေါ်ခွာထိုင်တဲ့လမ်းမဟုတ်ဘူးဆိုတာလည်းသတိထားတာတဲ့ဘက်ကိုခုံချဖို့ခြံစည်းရိုးကိုခွာထိုင်ဟိုဘက်ကတာရင်ဟိုဘက်ဆင်းမယ်ဒီဘက်ကတာရင်ဒီဘက်ဆင်းမယ်ဆိုရင်အဲ့ဒါမျိုးမဇ္ဈိမပฏิပဒါလို့ပြောတာမဟုတ်ဘူးเนาะဒီတလွဲကို interpretation လုပ်မိတတ်တယ်ဒီမဇ္ဈိမပฏิပဒါနဲ့တချို့ကဘယ်လိုလုပ်တုံးဆိုရင်မဇ္ဈိမပฏิပဒါအလယ်လက်သိပင်ပန်းခံပြီးတော့မကျင့်နဲ့အတ္တကိလမထာဖြစ်တယ်မြတ်မြတ်တရလေးနေဒါမလုံးနဲ့လို့ပြောတဲ့လူဟာရှိသေးတယ်เนาะအဲ့တော့မဇ္ဈိမပฏิပဒါမဟုတ်ဘူးလို့ဒီလိုပြောမြတ်စွာဘုရားရဲ့ဆိုလိုရင်းကဒီလိုမဟုတ်ကျိုးစားအထောက်မှုကြတော့အယုတ်ကြည်ကြည်အေးခန့်ခန့်လောက်အောင်ဝိရိယကြတော့မလျှော့ပါဝိရိယလျှော့ခိုင်းတာမဟုတ်ဘူးအတ္တကိလမထာနဲ့ဝိရိယနဲ့တခြားစီပဲအဲ့ဒါကြတော့ဘာဖြစ်တုံဆိုလူရပြင်းတော့ဟာမဇ္ဈိမပฏิပဒါအလယ်လတ်ပဲကျင့်ရမယ်တိတ်ကျင့်လို့မဖြစ်ဘူးပေါ့ထမင်းစားထစားလိုက်နော်ကျင့်စရာရှိကျင့်လိုက်လေဒီလိုတက်တက်တာတာနေပြီးတော့လောက်ရမယ်လို့ဒီလိုသဘောပေါက်နားလည်သွားလို့ရှိရင်တော့ဒါမှားရွက်တဲ့အဓိပ္ပာယ်တစ်ခုဖြစ်တယ်ဆိုလိုတာကကာမဂုဏ်ချမ်းသာကိုမခံစားနဲ့စံချမ်းသာလိုဟာမျိုးအတိညာဏ်ကိုဖြစ်ပေါ်စေတတ်တဲ့ချမ်းသာမှုမျိုးခံစားကြောင်းမဲ့တက်တဲ့အကျိုးမရှိပဲနဲ့ခန္ဓာကိုယ်ကိုညှဉ်းပန်းနှိပ်စက်တဲ့အကျင့်မျိုးမကျင့်ရဘူးအကျိုးရှိမယ်ဆိုရင်ဒုက္ခခံတဲ့ခံရမယ်လို့အဲ့ဒီလိုလမ်းကြောင်းမှန်ကိုရွေးချယ်လို့တွေ့ရှိတဲ့လမ်းကိုမဇ္ဈိမပฏิပဒါလမ်းလို့ဒီလိုခေါ်တယ်ဒါကဒီလမ်းနှစ်သွယ်နဲ့ပြောတာနောက်တခြားနည်းနဲ့လည်းမဇ္ဈိမပฏิပဒါဆိုတာကိုပြောလို့ရတယ်ဒါကဓမ္မစကြာမှာမြတ်စွာဘုရားဟောထားတဲ့လမ်းကြောင်းနှစ်သွယ်ရဲ့
ဘယ်လမ်းကြောင်းဘက်မှမပါဘဲနဲ့မှန်ကန်တဲ့လမ်းကြောင်းဘက်တစ်ခုသွားတာဟောနောက်တစ်ခုလောကမှာအယူဆနှစ်ခုရှိတယ်တစ်ခုကဘာလဲဆိုရင် materialism ရုပ်တန်လင်းအရှိတရားနန္တရားဆိုတာအရှိမဟုတ်ဘူးရုပ်ရဲ့အရေးအယောင်ညတာဖြစ်တယ် materialism ရုပ်တန်လင်းအရှိတရားလို့ဆိုတဲ့ materialism ဆိုတာရှိတယ်အဲ့ဒါနဲ့ဆန့်ကျင်ပြီးတော့ idealism ဆိုပြီးတော့စိတ်တန်လင်းနာမ်တန်လင်းအရှိတရားလို့ပြောတဲ့အဖွဲ့အလည်းရှိတယ်ရုပ်ဆိုတာနာငါသိလို့အတိမတ်ပြုလို့ဒီရုပ်ဆိုတာဖြစ်ရတကယ်ရှိတာမဟုတ်ဘူးစိတ်แท้ကထင်လို့ဖြစ်တာရှိတာကစိတ်ပဲရှိတယ်သို့မဟုတ်နာမ်ပဲရှိတယ်ရုပ်ဆိုတာတကယ်မရှိဘူးလို့ပြောတဲ့ idealism ဆိုတဲ့ဟောတယ်လို့အယူဝါဒနှစ်ခုဟာအစွန်းရောက်နေကြတယ်မြတ်စွာဘုရားကြတော့အေးနန္တာလင်ရုပ်တန်လင်အရှိဆိုတာလဲမမှန်ကန်ဘူးနန္တာလင်အရှိတရားလို့ပြောရင်လည်းမမှန်ကန်ဘူးရုပ်နဲ့နာမ်ဟာအညမညသဘောတရားအနေနဲ့အပြန်အလှန်တွဲဖက်ပြီးတော့ရှိနေတယ်ဆိုပြီးတော့ရှိတာကိုရှိတယ်လို့အသိမှတ်ပြုတယ် realism ပေါ့အမှန်ကိုပြောတဲ့အယူဝါဒသာဖြစ်တယ်ဟောနောက်တစ်ခုကျတော့အဲ့ဒါကိုမစ္စည်းမပฏิပဒါလို့ခေါ်တယ်နော်ရုပ်လည်းရှိတယ်နာမ်လည်းရှိတယ်ရုပ်နဲ့နာမ်ဆိုတာအပြန်အလှန်မိကိုပြီးတော့ဖြစ်နေတယ်ဟောနောက်တစ်ခုလောကမှာအရာခတ်သိမ်းကိုအဆိုးမြင်တတ်တဲ့ pessimism ဆိုတာရှိတယ်။ဘာပဲကြည့်ကြည့်အဆိုးဘက်ကပဲကြည့်တယ်အကောင်းမရှိဘူး။အဆိုးမြင်ဝါဒ pessimism ။ဟောနောက်တစ်ခုကျတော့ဘာလို့ဆိုလို့ရှိရင် optimism အကောင်းဘက်ကကြီးပဲကြည့်တယ်အများအားအဆိုးမရှိဘူး။အဲ့ဒီနှစ်ခုစလုံးဟာလေမှန်ကန်မှုမရှိဘူးတဲ့။ဘာဖြစ်လို့လဲဆိုရင်ဆိုးတာကိုဆိုးတယ်လို့ပဲမြင်ရမယ်ကောင်းရင်ကောင်းတယ်လို့ပဲမြင်ရမယ်အကောင်းကြီးပဲမြင်တယ်ဆိုတာလည်းမှားတယ်အဆိုးကြီးပဲဆိုတာလည်းမှားတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကြတာ pessimism လည်းမဟုတ်ဘူး optimism လည်းမဟုတ်ဘူး realism အမှန်ပေါ်မှာသိတယ်ဒါကိုမစ္စည်းမပฏิပဒါလို့ခေါ်တယ်နော်မှားယွင်းပြီးတော့အစွန်းရောက်တဲ့လမ်းတွေကိုရှောင်တာကိုမစ္စည်းမပฏิပဒါလို့ဒီလိုပြောတာဟောနောက်တစ်ခုကိစ္ဆနာဂုတ္တသုတ်တံမှာကြတော့မြတ်စွာဘုရားကအစွန်းရောက်နေတဲ့မတူထူးခြားတဲ့တစ်ခုနဲ့တစ်ခုမတူတဲ့အမြင်နှစ်ခုမတူတဲ့အမြင်နှစ်ခုဆိုတာလူတွေရဲ့တဏ္ဍာမှာရှိတဲ့တကယ်ရှိတဲ့ခန္ဓာ၅ပါးအပေါ်မှာအတ္တငါဆိုတဲ့ငါရှိတယ်ဆိုတဲ့အစွဲလန်းတစ်ခုသို့မဟုတ်အတ္တရှိတယ်ဆိုတဲ့အမြင်တစ်ခုရှိလာအဲ့ဒီအတ္တဆိုတဲ့အယူအဆဥပမာဟိန္ဒူဝါဒမှာဆိုရင်ဗြဟ္မာကြီးကနေပြီးတော့အတ္တမန်လေးတွေကိုဖန်ဆင်းပေးလိုက်တယ်ဖန်ဆင်းပေးလိုက်တော့အဲ့ဒီအတ္တလေးတွေဟာကံတရားတွေကိုလုပ်ပြီးတော့ကိလေသာတွေကြောင့်အနှောင်ဖွဲ့ဖြစ်ပြီးတန်တရားထဲမှာဒုက္ခရောက်နေကြတယ်အတ္တဆိုတဲ့အယူအဆဟာအဲ့ဒီအနေလာခဲ့တာခန္ဓာကိုယ်ထဲမှာအတ္တဆိုတဲ့ကြီးစိုးနေတဲ့အရာလေးတစ်ခုရှိတယ်လို့ဗမာတွေကြတော့ဗာပြောတော့ဆိုလက်ပြတို့ဝိညာဉ်ကောင်တို့နော်လူသေးလို့ရှိရင်လက်ပြဝိညာဉ်ကောင်ဒီလိုဘာသာတွေကြတော့ spirit တို့အယူဆတွေပေါ့နော် soul ဆိုတဲ့အယူဆအဲ့ဒါတွေကိုရှိတယ်လို့လက်ခံထားပြီးတဲ့အခါမှာအမြင်တစ်ခုလာအဲ့ဒီ soul လို့ပဲခေါ် spirit လို့လည်းခေါ်ဝိညာဉ်လို့လည်းခေါ်
လူတွေရဲ့ဒီတန်တရားမှာတဘွားကနေတဘွားကူးနေတဲ့အရာလေးမြဲတယ်လို့ထာဝရမြဲတဲ့အရာအဖြစ်မှတ်ယူလိုက်လို့ရှိရင်တတ္တဝါဒလို့ခေါ်တယ် eternalism အဲ့ဒီအတ္တဆိုတဲ့အရာလေးဟာဘယ်တော့မှမပြောင်းပြတ်ဘူးအမြဲတမ်းရှိနေတယ်ဒီဘဝဒီခန္ဓာအိုမင်းရင်းရော်လို့ပျက်စီးသွားရင်နောက်ဘဝနောက်ခန္ဓာမှာပြောင်းသွားတယ်တဘဝကနေတဘဝပြောင်းပြီးတော့သွားလာနေတယ်လို့ဘယ်တော့မှမပျက်စီးဘူးအမြဲရှိတယ်လို့ဆိုတဲ့အယူဆတစ်ခုတတ္တဝါဒလို့ခေါ်တယ်အဲ့ဒါနဲ့ဆန့်ကျင်ပြီးနောက်တစ်ခုကျတော့အဲ့ဒီအတ္တဆိုတဲ့အရာဟာအမြဲရှိတာမဟုတ်ဘူးဖြစ်သွားပြက်သွားပြီးတဲ့နောက်မှာဘယ်တော့မှထာဝရပြည့်စဲခြင်းအနေနဲ့သာဖြစ်တယ်ထာဝရမြဲနေတာတခုမှမရှိဘူးလို့ပြောတာအဲ့ဒါကြတော့ဥစ္စေတဝါဒလို့ခေါ်တယ် eternalism နဲ့ annihilationism ထာဝရမြဲတယ်ဆိုတဲ့အယူဆရဲ့ထာဝရပြတ်ဆဲသွားတယ်ဆိုတဲ့အယူဆဒီမတူညီတဲ့အယူဆနှစ်ခုဘယ်အယူဆကိုမှမထောက်ခံဘူးထာဝရမြဲတယ်ဆိုတာလည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်ချုပ်ပြတ်သွားတာကိုမြင်တော့ကြောင့်ထာဝရမြဲတယ်ဆိုတာမမှန်ဘူးထာဝရပြတ်ဆဲသွားတယ်ဆိုတာလည်းမဟုတ်ဘူးဘာဖြစ်လို့လဲအကြောင်းရှိရင်ပေါ်လာတတ်လို့အကြောင်းရှိနေရင်ပေါ်လာတာပဲပေါ်လာတာကိုကြည့်ပြီးတော့အကြောင်းရှိလို့ပေါ်လာတာကိုကြည့်လို့ရှိရင်ထာဝရပြတ်ဆဲတယ်ဆိုတာမဟုတ်ဘူးထာဝရတည်မြဲတယ်ဆိုတာလည်းမဟုတ်ဘူးလို့အဲ့ဒီနှစ်ခုရဲ့ကြားမှာအကြောင်းရှိလို့ရှိရင်ဖြစ်စေတတ်တဲ့အကြောင်းရှိလို့ရှိရင်ဖြစ်အောင်မှာပဲချုပ်စေတတ်တဲ့အရာဆိုရင်ချုပ်သွားမှာပဲလို့ဒီနှစ်ခုအမှန်ကန်တက်ပြီးတော့ယူတာကိုမစ္စည်းမပฏิပဒါလို့ခေါ်တယ်အဲ့ဒါလို့မြတ်စွာဘုရားဟောတဲ့ဒီမစ္စည်းမပฏิပဒါဆိုတာဒီလိုအဓိပ္ပာယ်ရှိတယ်ပေါ့မစ္စည်းမပฏิပဒါရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားကပဋိစ္စသမုပ္ပါဒ်နဲ့ရှင်းပြတာဒီအကြောင်းရှိလို့ရှိရင်ဒီအကျိုးရှိတာဒီအကြောင်းမရှိတော့ဘူးဆိုရင်ဒီအကျိုးလည်းမရှိတော့ဘူးဆိုပါစို့အခုအလင်းရောင်လေးရှိတာကြည့်ဘာရှိနေလို့အလင်းရောင်ရှိတာတော့ဆို electricity လျှပ်စစ်ရှိလို့အလင်းရောင်ရှိလျှပ်စစ်မရှိတာနဲ့တပြိုင်တည်းဒီအလင်းရောင်မရှိတော့အလင်းရောင်ဒီထာဝရလားလို့ဆိုမဟုတ်ဘူးလျှပ်စစ်ရှိခိုက်တာလည်းသူကရှိတာလျှပ်စစ်ဆိုတဲ့အကြောင်းတရားမရှိတော့ဘူးဆိုရင်အလင်းရောင်ဒီထာဝရမဟုတ်ဘူးအဲ့တော့ဒီလင်းရောင်ဒီပျောက်ဆုံးသွားတာမရှိဘူးလားဆိုအကြောင်းချုပ်ရင်သူလည်းချုပ်သွားမှာပဲဆိုတော့မြဲတယ်ဆိုတာမဟုတ်ဘူးကဲပျောက်သွားရင်အလင်းရောင်ကဘယ်တော့မှပြန်မရဘူးလားဆိုနောက်ထပ်လျှပ်စစ်ရှိလာလို့ရှိရင်အလင်းရောင်ပြန်ပေါ်အောင်ပါပဲအဲ့တော့အကြောင်းရှိရင်ပေါ်အောင်ပါပဲအကြောင်းမရှိရင်မပေါ်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့ဒီလိုမှန်ကန်တဲ့လမ်းကြောင်းကနေပြီးတော့ဟောတဲ့တရားကိုမစ္စည်းမပฏิပဒါအားလို့ဒီလိုအဓိပ္ပာယ်ရှိပါတာဒါ middle way ဆိုတဲ့မစ္စည်းမပฏิပဒါအဲ့တော့မြတ်စွာဘုရားကကြည့်လေမစ္စည်းမပฏิပဒါဆိုတာဘာကိုပြောတာတော့လို့ဆိုအယမေဝအရိယောအထင်ကြီးကောမက်ခောအင်္ဂါ၈ပါးအချက်၈ချက်နဲ့ဖွဲ့စည်းထားတဲ့စိတ်ရဲ့စွမ်းအား၈မျိုးပဲ middle way လို့ပြောတာနော်ဟိုလိုလမ်းကြီးကိုပြောတာမဟုတ်ဘူးနော်အဲ့ဒီ middle way ဆိုတဲ့တမ္မာဒိဋ္ဌိ right understanding တမ္မာသင်္ကပ္ပ right thought တမ္မာဝါစာ right speech တမ္မာကမ္မန္တ right action တမ္မာအာဇီဝright livelihood တမ္မာဝါယာမ right effort တမ္မာသမာဓိတမ္မာတတိ right mindfulness နဲ့တမ္မာသမာဓိ right concentration ဒီရှစ်ခုနဲ့ဖွဲ့စည်းထားတဲ့အရိယသူတော်စင်တွေတဏ္ဍမှာအင်အားရှိ
ဖြစ်ပေါ်အောင်ကြိုးစားလို့ဖြစ်ပေါ်လာနိုင်တဲ့စိတ်စွမ်းအားစိတ်ရဲ့စွမ်းအားဆိုစိတ်ထဲမှာဖြစ်တဲ့အရာဒီရှစ်မျိုးလေ့ကျင့်ပြီးတော့ယူရမယ်ဒီရှစ်ခုအဲ့ဒီရှစ်ခုကိုမဇ္ဈိမပฏิပဒါလို့ခေါ်တာကဲအဲ့ဒီမှာကြည့်မဇ္ဈိမပฏิပဒါဆိုတာဘာနဲ့စတင်ဖွဲ့စည်းထားတော့ဆိုမြတ်စွာဘုရားသမ္မာဒိဋ္ဌိတဲ့ right understanding အမှန်နားလည်တဲ့အမှန်မြင်တယ်ဆိုတာအသိဉာဏ်ကိုပြောတာဘယ်လိုနားလည်တာတုံးလို့ဆိုတော့ခုနအေကာမဂုဏ်အာယုံချမ်းသာတွေခံစားနေလို့မင်းဘယ်လိုမှအသိဉာဏ်မရနိုင်ဘူးမလိုအပ်ဖက်နဲ့ခန္ဓာကိုယ်ကြီးကိုညှဉ်းပန်းနှိပ်စက်ယုံနဲ့လည်းအသိဉာဏ်ဆိုတာမဖြစ်ဘူးဟောဒီလိုနားလည်တာတမ္မာဒိဋ္ဌိပဲဓမ္မတရားရှောင်လို့ရတယ်လေအနုဆိုလို့ရှိရင် life is too short enjoy yourself ဆိုဟာပျော်ပျော်နေသိခဲဆိုလမ်းစဉ်ပဲလိုက်သွားမှာပဲလေအေးအနာမခံလို့ရှိရင်အသာမဆိုင်ရဘူးနှိပ်စက်ညှဉ်းပန်းဓမ္မအသိဉာဏ်ဆိုတာပွင့်လန်းတယ်လွတ်ထားလို့မရဘူးစိတ်ဆိုတာနှိပ်ကွက်မှဖြစ်မယ်ဆိုပြီးတော့ပင်ပန်းခံပြီးတော့အကျိုးမရှိတဲ့လမ်းစဉ်နဲ့လှုပ်တဲ့ဟာမျိုးအဲ့ဒါအတ္တကိလမထာလို့ခေါ်တယ်အဲ့ဒီနှစ်ခုလုံးကိုနားလေသဘောပေါက်တာတမ္မာဒိဋ္ဌိနားလေသဘောပေါက်ခြင်းဒီပင်လေမဇ္ဈိမပฏิပဒါအလယ်လန်းကသွားတယ်လို့ပြောတာပဲနားမလဲရင်တစ်ခုခုပဲရောက်သွားမှာပဲလေဒီလိုဆိုလို့တာအဲ့တော့တမ္မာဒိဋ္ဌိလို့ဆိုတဲ့အရာဟာလုတ်တဲ့နာနဲ့မလုတ်တဲ့နာခွဲခြားသိခြင်းဟာပထမအဆင့်အနေနဲ့အခြေခံတမ္မာဒိဋ္ဌိလို့ခေါ်တယ်လုတ်တဲ့နာကကုသိုလ်မလုတ်တဲ့နာကအကုသိုလ်လုတ်တဲ့နာနဲ့မလုတ်တဲ့နာခွဲခြားသိပြီဆိုရင်ဒါတမ္မာဒိဋ္ဌိလို့ခေါ်တယ်မှန်ကန်တဲ့အမြင်တစ်ခုပဲအဲ့တော့လောကမှာလုတ်တဲ့နာနဲ့မလုတ်တဲ့နာမသိဘူးဆိုလို့ရှိရင်မလုတ်တဲ့နာကိုလုတ်တဲ့တယ်လို့ထင်မှာပဲလုတ်တဲ့နာကိုမလုတ်တဲ့ဘူးလို့ထင်မှာပဲအဲ့လိုထင်လိုက်တာနဲ့ဘာတွေဖြစ်လာလဲမလုတ်တဲ့နာကိုလုတ်ပဲလုတ်တဲ့နာကြတော့မလုတ်ပဲနေမယ်လွယ်ချော်တွေဖြစ်ပြန်အဲ့တော့တမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ရလာပြီဆိုလို့ရှိရင်ဒီအသိဉာဏ်တိုင်းလုတ်တဲ့နာနဲ့မလုတ်တဲ့နာခွဲခြားသိတယ်ကုသိုလ်အကုသိုလ်ခွဲခြားသိတယ်လို့ဆိုကြတဲ့ကသူက middle way အလယ်လမ်းပေါ်ရောက်သွားတာလို့ပြောတာဟောအလယ်လမ်းဆိုတာဝေးပြီးပတ်ပြီးတော့ရှောက်ရတဲ့လမ်းမဟုတ်ဘူးเนาะမမှန်ကန်ကနားလည်လိုက်တဲ့ဖြင့်ခုနကလမ်းကြောင်းတွေကမမှန်ကန်တဲ့လမ်းကြောင်းအဲ့ဒီလမ်းကြောင်းကရှောက်လို့အမှန်တရားမရဘူးလို့သိလိုက်တာနဲ့တပြိုင်နက်ဒါအလယ်လမ်းကြောင်းပေါ်ရောက်တာပဲဒီလိုဆိုလို့တာပေါ့အေးတမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်စွာမြင်မှုဆိုတာ level တွေရှိတယ် degree ရှိတယ်အခြေခံကဒါကလုံးသိတယ်ဒါကမလုံးသိဘူးဆိုတာအခြေခံကမ္မတက္ကတာတမ္မာဒိဋ္ဌိကံတာလင်ကိုပိုင်တယ်ကိုလုံးတာကိုပိုင်တယ်လို့ဆိုတာကိုလုံးတယ်လို့ဆိုကြတဲ့ကကိုနဲ့ပဲသက်ဆိုင်တယ်ဘယ်ဓမ္မထင်ရှားဒါဘာပြောတာတော့ဆိုအင်္ဂလိပ်လိုပြောရင် responsibility ကိုပြောတာ responsibility ဆိုတာရှိတာပဲလေ I am responsible whatever I have done ငါဘာလုပ်လို့ငါဟာတာဝန်ရှိတယ်ကိုလုပ်တာကိုတာဝန်ရှိတယ်မဟုတ်ဘူးလားဟုတ်တယ်လေကိုလုပ်တာကိုတာဝန်ပဲရှိတယ်အလုံးဟာလက်တွေ့မှာလည်းပဲကိုလုပ်တာကိုတာဝန်ရှိတာပဲကံတရားကိုနားလဲတယ်ဆိုတာအဲ့ဒီသဘောပဲကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတာမြတ်စွာဘုရားကရှင်းရှင်းလေးဟောထားတာယံကမ္မံဂရိတန္တိကလျာဏဝါပပကံဝါတဲ့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်မင်းလုပ်သမျှကံတတ္တကမ္မတဒါယတာဒါယတော်ဘောဣတတိအဲ့ဒီကံရဲ့အမွေမဲ့မခံမယ်ဒါပြောအဲ့ဒါလို့ခံယူချက်ရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုကမ္မတက္ကတာတမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်လို့ဒီလိုပြောတာအဲ့တော့အဲ့ဒါလို့မှန်ကန်တဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်နဲ့အမြင်မရှိတဲ့ပုဂ္ဂိုလ်ဘာထူးလဲလို့ဆိုကိုလုထာကိုခံရမယ်လို့ဆိုတဲ့လူတယောက်ဟာစဉ်းစားကြည့်ကိုလုထာကိုမခံရဘူးလို့အတွေးရှိတဲ့လူရဲ့ကိုလုထာကိုခံရမယ်ဆိုတဲ့အတွေးရှိတဲ့လူရဲ့ဒီနှစ်ဦးရဲ့ခြားနာချက်ကဘယ်လိုရှိတော့ဆိုကိုလုထာလုတ်ပြီးရင်ပြီးရောနော်လုတ်ပြီးရင်ပြီးရောကိုလုထာ
ကိုမခံရဘူးလို့အယူဆရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှလူကောင်းမဖြစ်လာဘူး။ဘာလို့လို့ဆိုရင်ကိုလှုပ်တာကိုတာဝန်ရှိတယ်လို့တွေးတဲ့ပုဂ္ဂိုလ်ကမကောင်းတာကိုရှောင်တယ်ကောင်းတာကိုလုပ်တယ်။ဘာလို့လို့ဆိုတာဝန်တက်လာကိုယ့်ဘုံမှာတာဝန်တက်မှာ။တာဝန်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကကောင်းတာမကောင်းတာမရွေးတော့ဘူး။သူလှုပ်ချင်တာလုပ်တော့အဲ့ဒီတဲ့လူတော်လူကောင်းမဖြစ်ဘူးလို့ပြောတာ။ကိုလှုပ်တာကိုတာဝန်ရှိတယ်လို့ယုံကြည်တဲ့ဒီအမြင်ရှိတဲ့ပုဂ္ဂိုလ်ကအေးငါမကောင်းတာလုပ်ရင်မကောင်းတာတွေအတွက်ငါတာဝန်ယူရလိုက်အဲ့တော့ငါကောင်းတာတွေကြီးလုံးဝဟောကောင်းတဲ့အမွေတွေခံရမယ်ဆိုသူကလူတော်လူကောင်းဖြစ်သွားတယ်လမ်းကြောင်းပေါ်ရောက်တယ်ပေါ့အဲ့ဒါမှန်ကန်တဲ့အမြင်တစ်ခုပဲဒါကအခြေခံတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒီတဲ့အစစ်မြင်လာလို့ရှိရင်စဉ်းစားရမှာကိုယ့်ကိုယ်စဉ်းစားရမှာအေးတို့တွေငါနဲ့ပြောနေတယ်ငါဟာနဲ့ပြောတာဘာကိုပြောတာလဲတကယ်ကောငါဆိုတာရောတကယ်ရှိရလားလို့ဘာကိုငါပြောတာလဲလို့ point out လောက်ခိုင်းလို့ရှိရင်ငါတို့ပြောစရာတခုမှမရှိဘူး general point ပဲပေးလို့ရတယ်ဆိုပါစို့ဘာနဲ့လာလဲကားနဲ့လာတယ်ပေါ့ပြောရင်ကဲကားကိုပြသားမှာဆိုရင် तू ပြရင် body ပြခြင်းပြမယ်ဘိန်းပြခြင်းပြမယ်တခု general point သာပေးလို့ရတယ်ကဲတခုကြီးမေးကြည့်လိုက် body ဟာကားလားဆိုမဟုတ်တော့ body ဟာ body ပဲဘိန်းဟာကားလားဆိုလည်းမဟုတ်ပြန်ဒါဖြင့် engine ကကားလားဆို engine လည်းကားမဟုတ်ဟောကားရှာမတွေ့တော့အဲ့ကြအဲ့ဒါလို့ပဲကိုယ်ခန္ဓာကိုကြည့်လိုက်မျက်စိဟာငါလားနှာခေါင်းဟာငါလားနားဟာငါလားဆိုမေးလိုက်လို့ရှိရင်ငါလို့ပြောစရာတခုမှမရှိဘူးမျက်စိကမျက်စိပဲလေနားကနားပဲပြီးတော့သူ့အကြောင်းနဲ့သူဖြစ်နေတခုမှကိုမပိုင်ကိုပိုင်တယ်ဆိုလို့ရှိရင်အမြဲတမ်းကိုပိုင်တဲ့အရာတခုဟာကိုဖြစ်ချင်တာတွေအကုန်ဖြစ်မှာပေါ့တကယ်ကြတော့မျက်စိဆိုတာလည်းကိုဖြစ်ချင်တာမဖြစ်ဘူးနားဆိုတာလည်းကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်ဘူးခန္ဓာကိုယ်တစ်ခုလုံးဟာကိုဖြစ်ချင်တာမဖြစ်ဘူးဆေးရုံနေဆေးကနေသွားရတာဆိုတော့ဖြစ်ချင်တာဖြစ်လို့သွားတာလားမဖြစ်ချင်တာတွေဖြစ်နေလို့သွားရတာလားဆိုမဖြစ်ချင်တာတွေဖြစ်လို့သွားနေရတာနေ့စဉ်နဲ့အမျှလူတွေဟာမလုပ်ချင်တာတွေကိုလုပ်နေတာမဖြစ်ချင်တာတွေဖြစ်နေတာတဖြည်းဖြည်းအိုးလာတယ်မဖြစ်ချင်တာဖြစ်တာဒီမကောင်းတိုင်းမသာဖြစ်တယ်မဖြစ်ချင်တာဖြစ်တယ်နောက်ဆုံးသေဆုံးရတယ်မဖြစ်ချင်တာဖြစ်တယ်အဲ့တော့မဖြစ်ချင်တာဖြစ်တယ်ဆိုတော့ကိုယ်လိုလိုက်တဲ့အရာငါလို့သတ်မှတ်ရမယ့်အရာတခုမှမရှိငါမရှိမှတော့ငါဟာဆိုတာရှိပါအောင်မလားအေးငါမရှိရင်ဘယ်လိုလုပ်ငါဟာရှိမှာလဲငါမှမရှိတာငါဟာပဲရှိတော့မလဲယခသိန်းဟာထာဝရရွေရှားနေတာလားဖြစ်တယ်ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မျက်စိနာနာလျှာကိုယ်ဆိုတာကြီးကရုပ်ကြီးပဲရုပ်ကြီးဆိုတာသူ့မှာအသိစိတ်မရှိဘူးသိတာကနာငါသိနေတာသူတို့နှစ်ခုပေါင်းစပ်မှာဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင် robot ဆိုတဲ့စက်ရုပ်ကလေးကိုကြည့်လိုက်အဲ့စက်ရုပ်လေးဟာအချိုးချပေါင်းစပ်ထားတဲ့အခါမှာစကားပြောနိုင်တယ်လမ်းလျှောက်နိုင်ကဲဘယ်သူကစကားပြောနေတာတော့ဘယ်သူကလမ်းလျှောက်တာတော့တစားစီဖြုတ်ကြည့်စကားပြောတဲ့လူတွေ့မလားမတွေ့ဘူးလားမတွေ့ဘူးစက်ရုပ်လေးဟာသူကဘက်ထရီနဲ့စက်ကရိယာနဲ့လှုပ်ထားသည့်အတွက်ကြောင့်ဒီစွမ်းရည်တတ္တိလေးရနေတာတခုစီဖယ်လိုက်တာနဲ့တပြိုင်နက် separate ဖြစ်သွားဘာမှမရှိတော့မြန်မာလူမျိုးတွေအလုံးသိကြတဲ့ပတ်ဖက်ဆိုတဲ့ရုပ်သေးရုပ်ပဲကြည့်အောင်ကျိုးနဲ့တတ်ဆင်ထားပြီးတော့ရုပ်သေးကတဲ့လူကနေပြီးတော့ကျိုးဆွဲတဲ့အခါသူကလှုပ်တာအဲ့ဒီကျိုးနဲ့ပေါင်းစပ်လို့ဒီရုပ်ကလေးတွေကလှုပ်နိုင်တာသူ့အတိုင်းဆိုရင်ပုံရက်ကြီးပဲဘာမှမလှုပ်နိုင်ဘူးเนาะအဲ့ဒါလို့ပဲရုပ်တရားကြီးဟာနာနဲ့ပေါင်းစပ်တဲ့အခါကျလှုပ်ရှားသွားလာကြည့်လေထမင်းစားအောင်မှပဲဆိုစိတ်ကအရင်ဖြစ်တယ်စားခြင်းတဲ့စိတ်လေးကဖြစ်လာလို့ယုတ်ကထစားပေးရနှစ်ခုပေါင်းမှဖြစ်တယ်စားခြင်းယုံနဲ့ယုတ်ကြီးကမထဘူးကဲ paralyze ဖြစ်နေတယ်ဆိုရင်ထားလို့ရပါ့မလားရဘူးယုတ်နဲ့စိတ်ဟာနှစ်ခုပေါင်းစပ်လိုက်တာကြီးပဲအကုန်လုံးဘာလို့ဥမှပဲဆိုတဲ့အတွေ့အရင်ဝင်လာတာပြီးတော့မှလောက်တာ
အဲ့တော့နန္တရားကနေပြီးတော့စီမံဖန်ခန့်ခွဲနေတဲ့သဘောစားကျင်တာကနန္တရားစားလိုက်တာကယုတ်တရားသွားကျင်တာကနန္တရားသွားလိုက်တာကယုတ်တရားနန္တရားကမသွားနိုင်ဘူးသူကယုတ်ကြီးကိုလှုံ့ဆော်ပေးတာပဲရှိတယ်ယုတ်ကြီးကထသွားဒါပေမဲ့ယုတ်ကြီးကငါခိုင်းတိုင်းသွားနေရတယ်လို့သူကသိလားဆိုမသိဘူးနော်မသိဘူးဆိုတဲ့သဘောတရားတွေကိုဆင်ခြင်စဉ်းစားကြည့်ပေါ့ကိုယ်အိယာထဲမှာလှဲ့အိတ်နေတဲ့အခါမှာအိယာကြီးကဒီပေါ်မှာလူတယောက်တက်အိတ်နေတယ်လို့အိယာကသိလားမသိဘူးခေါင်းကလည်းငါပေါ်မှာလူတယောက်ခေါင်းလာပြီးတော့ဖိနေတယ်ဆိုတာ तू သိလားမသိဘူးသိអော်မှာပေါ့နော်အဲ့တော့သူတို့ဘာမှမသိတယ်အဲ့ဒါမသိတာလို့လူရဲ့ခန္ဓာရုပ်ကြီးကလည်းဘာမှမသိတာလေးကနန္တရားလေးကသိနေတာဟောဒီသဘောတွေကိုတေးသေးချာချာအသိဉာဏ်နဲ့ဆင်ခြင်စဉ်းစားကြည့်လို့ရှိရင်တတ္တဝါဆိုတာမရှိဘူးငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးအဲ့ဒီလိုမြင်လာတဲ့တမ္မာဒိဋ္ဌိကျတော့ဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ခုနတုန်းကအခြေခံသိတာကြတော့ကမ္မတက္ကတာတမ္မာဒိဋ္ဌိကမ္မတက္ကတာတမ္မာဒိဋ္ဌိလေးနဲ့ဆိုရင်ကောင်းရတုတိဘုံရောက်တယ်အကုသိုလ်တရားတွေကိုရှောင်ရှားလို့ကုသိုလ်တရားတွေကိုကြိုးစားတဲ့အခါမှာကောင်းတဲ့ဘုံကိုရောက်နိုင်တယ်သို့တော့မဲ့ဖို့နိဗ္ဗာန်ရဖို့ထီအောင်သူကအဆက်မပေးဘူးပေါ့မဲ့ဖို့နိဗ္ဗာန်ကိုရချင်ပြီဆိုလို့ရှိရင်ခုနကကိုယ့်ဘဝကိုနားလည်အောင်ကြည့်ရအေးတတ္တဝါဆိုတာဆွဲပြီးတော့အမိနာမည်ခေါ်ထားတာလေးသာရှိတာတကယ်ရှိတာမရှိဘူးတကယ်ရှိတာယုတ်နဲ့နာမည်ရှိတယ်ယုတ်နဲ့နာနှစ်ခုပေါင်းစပ်လို့စကားပြောတယ်သွားတယ်လာတယ်လှုပ်တယ်ရှားတယ်robot ဆိုတဲ့စက်ရုပ်ကလေးလိုဖြစ်နေတာပဲလို့ဆိုတဲ့သဘောတွေကိုဆင်ခြင်စဉ်းစားနိုင်လာလို့ရှိရင်ဒါဝိပဿနာဉာဏ်ရဲ့အခြေခံဖြစ်တဲ့နာမရူပပရိစ္ဆေဒဉာဏ်ဆိုတာစတင်ဖြစ်လာတာပေါ့နော်အဲ့ဒါလို့နာမရူပပရိစ္ဆေဒဉာဏ်ရအောင်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်မယ်ဆိုလို့ရှိရင်ရုပ်နဲ့နာမ်နဲ့ဒီသဘောတရားနှစ်ခုရှင်းလင်းအောင်အရင်စဉ်းစားရအရင်သင်ကြားကြရအရင်သိအောင်ကြိုးစားပြီးတော့မှဝိပဿနာဉာဏ်အစဉ်စဉ်တက်အောင်လုပ်ရအဲ့ဒီအချိန်ကဝိပဿနာရဲ့အာယုံကိုရုပ်နဲ့နာမ်နှစ်ခုသာရှိတယ်လို့သဘာဝတရားကိုစတင်သိလာတာဟာဝိပဿနာဉာဏ်ရဲ့အခြေခံဖြစ်တဲ့နာမရူပပရိစ္ဆေဒဉာဏ် analytical knowledge of mind and matter ရုပ်နဲ့နာမ်ဒီနှစ်ခုသာရှိတယ်လို့သိလာပြီးတော့သိရင်နဲ့ဘာတွေနောက်ထပ်တိုးသိလာလဲဆိုရင်ဒီယုတ်နဲ့နှစ်ခုဆိုတာလေအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးရုပ်တရားတွေဆိုတာစဉ်းစားကြည့်လေအစာစားလို့ခန္ဓာကိုယ်ကြီးကြီးထွားလာတာငယ်တော့အမေမွေးတော့သေးလေးနော်ယာတိဥဒုနဲ့အာဟာရနဲ့တဖြည်းဖြည်းကြီးလာတယ်ဆိုတာဒါသူ့ရဲ့အကြောင်းကိုဆင်ခြင်လို့ရတာပေါ့နော်ကိုလက်လန်းမိတဲ့အကြောင်းတရားကိုဆင်ခြင်သုံးသပ်တယ်နန္တရားကြတော့မြင်လို့သိတဲ့စိတ်ကလေးကိုကြည့်လိုက်မျက်စိနဲ့အဆင်းအာယုံနှစ်ခုဆုံလိုက်လို့မြင်သိဆိုတာဖြစ်လာတယ်မြင်သိစိတ်ဆိုတာဖြစ်တယ်မျက်စိမရှိတဲ့လူကမြင်သိစိတ်မဖြစ်ဘူးမျက်စိရဲ့မြင်စရာအာယုံရဲ့နှစ်ခုပေါင်းစုံလိုက်တဲ့အခါမှာမြင်သိစိတ်ဖြစ်တယ်မြင်သိစိတ်ပါလာတဲ့အတွက်ကြောင့်တခြားအာယုံတွေနဲ့ဆက်သွယ်လာတဲ့ဖတ်တာဆိုတာဖြစ်တယ်ဖြစ်လာတဲ့အတွက်ကြောင့်ဝမ်းသာတယ်ဝမ်းနည်းတယ်ဆိုတဲ့ဝေဒနာခံစားချက်တွေဖြစ်လာတယ်ခံစားချက်ဖြစ်လာတဲ့အပေါ်မှာတဏှာဆိုတာလိုချင်လာတာဖြစ်တယ်တဏှာဖြစ်လာတဲ့အခါမှာဥပါဒံဆိုတဲ့အစွဲလန်းလေးလာတယ်လို့ဆိုပရိစ္ဆေသမုပ္ပါဒ်မှာမြတ်စွာဘုရားရှင်းထားတယ်ဟောထားတယ်လို့ဟောအကြောင်းတရားလေးတွေကသူ့ဟာနဲ့သူဒီလိုဖြစ်နေတယ်လို့အကြောင်းတရားတွေပါထည့်သွင်းပြီးတော့နားလည်သဘောပေါက်လာလို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ် knowledge of causality ပထမယုံနဲ့နံကွဲအောင်ကြည့်ရမယ်တမ္မာဒိဋ္ဌိမှာယုံနဲ့နံပထမထင်ရှားလာအောင်ကိုယ့်ကိုစဉ်းစားနော်စက်ရုပ်ကလေးတွေကိုနမူနာယူပြီးတော့ကိုယ့်ကိုစဉ်းစားအဲ့လိုစဉ်းစားပါများတဲ့အခါဒါကယုတ်ဒါကနာယုတ်နဲ့နာနှမျိုးတည်းပဲရှိတယ်နာကစပေါ်လာတယ်ပြီးတော့ယုတ်ကြီးကလိုက်လို့ရတယ်ဟောဒီသဘောလေးတွေပေါ်လာဟောမနေ့အိယာနိုးလာတယ်မနိုးတဲ့အချိန်မှာဆိုအိတ်နေကြတယ်ကဲနိုးလာလိုက်တာနဲ့တပြိုင်နက်ကဲအိယာထမှာပဲဆိုရယ်စိတ်ကပေါ်လာတဲ့အခါထလာအလုပ်သွားရအောင်မှနောက်ကျလိုက်မယ်ဆိုဟောစိတ်ကလှုပ်ပေးတာထလူကမထခြင်းနော်အဲ့တော့
ပထမစိတ်လေးကဖြစ်လာတယ်နံတရားကအရင်ဖြစ်လာပြီးတော့ယုတ်တရားကလိုက်ပြီးတော့လုံနေရတယ်ဒါယုတ်နဲ့နံနှစ်ခုဟာပေါင်းစပ်လိုက်လို့သူကစွမ်းအင်တတ္တိတစ်ခုရတာယုတ်တတ်တတ်ထားမယ်နံတတ်တတ်ထားမယ်ဆိုရင်ဘာမှမရှိတော့ဘက်ထရီဖြုတ်လိုက်တဲ့ robot ဆိုရယ်စက်ရုပ်လိုပဲသူပုံကျသွားမှာပဲဘာမှမရှိဘူးအဲ့ဒီသဘောလေးတွေကိုဆိုင်ရာအကြောင်းနဲ့ကွာသိတယ်ရုပ်နဲ့နာကွဲကွဲပြားပြားသိတယ်နာမရူပပရိစ္ဆေဒညာဒီယုတ်တရားတွေနံတရားတွေဟာဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တယ်လို့သိလာတာပစ္စယပရိက္ခညာဒီညာနှစ်ခုရမှဘုရားဘာသာအစစ်ဆိုတာဖြစ်နိုင်တယ်ပေါ့အစစ်လို့ပြောတာเนาะဘုရားဘာသာအစစ်ဆိုတာ true Buddhist true Buddhist ဘုရားဘာသာအစစ်ဘဝရောက်တယ်ဘာဖြစ်လို့လဲဆိုတော့ကြည့်လေဒီညာနှစ်ပါးနဲ့ပြည့်စုံလို့ရှိရင်သုလသောတပန်လို့သုလသောတပန်ဆိုတာသောတပန်ဖြစ်တယ်လို့ပြောတာမဟုတ်ဘူးเนาะသောတပန်ဖြစ်တယ်လို့ပြောတာမဟုတ်ဘူးတင်စားပြီးတော့နာမည်ပေးတာသောတပန်အငယ်စားလေးဆိုတာက true Buddhist ဖြစ်တာပြောတာဘုရားဘာသာစစ်သွားပြီပေါ့ဒီအမြင်လေးတွေရှိလို့ရှိရင်ဘုရားဘာသာအစစ်ဖြစ်သွားပြီဒါဖြင့်တရဏဂုံတီယုံနဲ့ဘုရားဘာသာမဖြစ်ဘူးလားဆိုပြောင်းလဲနိုင်တယ်အဲ့ဒါအခုဗုဒ္ဓံတရဏကိစ္ဆာမိဆိုပြီးတော့နောက်တစ်ခါကျတော့တခြားနဲ့တွေ့ရင်ပြောင်းသွားနိုင်သေးတယ်လေအခုလို့အသိဉာဏ်ရှိပြီဆိုပြောင်းဖို့သိမရှိတော့ဒီဘဝမှာဒီအသိဉာဏ်ရှင်ပြောင်းဖို့မရှိဘူးဒါကြောင့်မို့ true Buddhist လို့ခေါ်တာဘုရားဘာသာအစစ်ဖြစ်သွားပြီသာသနာတော်မှာယက်တည်နိုင်သွားပြီမြတ်စွာဘုရားအဆုံးအမကိုနားလည်လာပြီသဘောပေါက်လာပြီဆိုတဲ့အဆင့်ကိုရောက်တယ်အဲ့ဒါတမ္မာဒိဋ္ဌိဝိပဿနာတမ္မာဒိဋ္ဌိဉာဏ်ရဲ့အခြေခံပဲဝိပဿနာကြတော့ဘယ်ကြမှာဝိပဿနာအစစ်လို့ပြောရမလဲဆိုတော့ဝိဆိုတာအနိစ္စဒုက္ခအနတ္တဆိုတဲ့ရှုထောင့်ကနေပြီးတော့ပတ္တနာယုတ်တရားနံတရားတွေကိုရှုနိုင်ပြီဆိုမှဝိပဿနာเนาะ insight knowledge ဝိပဿနာဆိုတာလက္ခဏာကိုသိတာလက္ခဏာကိုသိတာပရိညာသုံးပါးနဲ့ပြောမယ်ဆိုလို့ရှိရင်ခုနတော့ကဉာဏ်နှစ်ခုကညာတပရိညာလို့ခေါ်တယ်ညာတဆိုတာသိရမယ့်တရားကိုပရိညာပိုင်းခြားပြီးတော့သိတယ်တတ္တဝါဆိုတာမရှိဘူးငါဆိုတာမရှိဘူးငါဆိုတာမရှိဘူးယုံနဲ့နာနဲ့နှစ်ခုတည်းပဲရှိတယ်လို့ဆိုတော့သိရမယ့်တရားကိုသိတာညာတပရိညာအဲ့ဒီသိရမယ့်တရားရဲ့အကြောင်းကိုသိတာညာတပရိညာလို့ခေါ်တယ်ဒါဒီအဆင့်ပဲရှိသေးတယ်နောက်ဒီယုတ်တရားနံတရားတွေဟာမမြဲဘူးတို့ထင်နေတဲ့ဒုက္ခဆိုတာမဟုတ်ဘူးငါထင်တဲ့အတိုင်းဖြစ်တယ်ဆိုတဲ့အတ္တဆိုတာမဟုတ်ဘူးလို့မြင်လာပြီဆိုတဲ့အခါကျမှဆင်ញင်လာနိုင်ပြီဆိုတဲ့အခါကျတော့ဝိပဿနာလမ်းကြောင်းပေါ်ရောက်တယ်လို့ဒီလိုပြောရမှာအစစ်ကဆိုလိုတာကအနိစ္စဒုက္ခအနတ္တလို့မြင်ပြီဆိုတော့မှဝိပဿနာဖြစ်တယ်လို့ဒီလိုပြောရဒါကစာပေကျမ်းဂန်မှာဆိုထားတဲ့အတိုင်းအဲ့ဒါကြတော့တိရဏပရိညာလို့ခေါ်တယ်တိရဏဆိုတာဆုံးဖြတ်တာမမြဲတာကိုသိလို့ရှိရင်မြဲတယ်ဆိုတဲ့အထင်ဟာမှားတယ်မမြဲဘူးဆိုတာမှန်တယ်လို့ဆုံးဖြတ်တာဒုက္ခနဲ့ဒုက္ခဆိုတာသာဟုတ်တယ်လို့ဆုံးဖြတ်တာအနတ္တနဲ့အတ္တအနတ္တသာမှန်တယ်လို့ဆုံးဖြတ်လာတာအဲ့ဒါကိုတိရဏပရိညာလို့ခေါ်တယ်ဝိပဿနာဉာဏ်စတက်လာရင်တိရဏပရိညာအဲ့ဒီကနေပြီးတော့နောက်ဝိပဿနာဉာဏ်ရင့်လာတဲ့အခါကျတော့မြဲတယ်ဆိုတဲ့အထင်တွေကိုဖယ်လိုက်တယ်ချမ်းသာတယ်ဆိုတဲ့အထင်တွေကိုဖယ်နိုင်တယ်အတ္တကိုယ်အလိုတိုင်းလိုက်တယ်ဆိုတဲ့အထင်တွေကိုဖယ်ရှားနိုင်ပြီဆိုတဲ့အခါကျတော့ပဟာနပရိညာလို့ခေါ်တယ်ဒါကိုပြောတာပရိညာ၃ပါးဆိုတာပရိညာဆိုတာအသိဉာဏ်ကိုပြောတာပဲနော်ကိုဘယ်အဆင့်ရောက်တယ်ဆိုတာအဲ့ပရိညာနဲ့သုံးသပ်လို့ရတယ်ပထမညာတပရိညာကိုသိတယ်ဆိုတာသဘာဝလက္ခဏာကိုသာသိတာတရားတွေမှာသဘာဝလက္ခဏာနဲ့တာမညာလက္ခဏာနှစ်ခု꿰ဖို့လိုတယ်တရားအထုတ်ပြီးဆိုရင်ကိုရှုနေတာသဘာဝလက္ခဏာလားတာမညာလက္ခဏာလားဒီနှစ်ခု꿰ဖို့လိုတယ်သဘာဝလက္ခဏာဆိုတာ individual characteristic လို့ခေါ်တယ် own nature ဆိုပါစို့
ပထဝီဆိုလို့ရှိရင်ခက်မာတဲ့သဘောမာတဲ့သဘောပြောတဲ့သဘောရှိတယ်အာဘောဆိုရင်ဖွဲ့စည်းတဲ့သဘောယိုစည်းတဲ့သဘောရှိတယ်တေဇောဆိုလို့ရှိရင်ပူတဲ့အေးတဲ့သဘောရှိတယ်ဝါယောဆိုလှုပ်ရှားတဲ့တွန်းကန်တဲ့ဆိုတဲ့သဘောရှိတယ်အဲ့ဒီလိုဆိုင်ရာသဘောလေးတွေကိုသိတာသဘာဝလက္ခဏာလို့ခေါ်တယ်ဝိပဿနာဉာဏ်ဖြစ်လာလို့ရှိရင်အဲ့ဒီသဘာဝလက္ခဏာကိုကြော်ဖြတ်ပြီးတော့ဘယ်ထိအောင်သိလာတော့ဆိုဖြစ်ပြီးပြတ်သွားတာကိုမြင်တယ်ဖြစ်ပြီးပြတ်သွားလို့အပြည့်အစည်းအန္တရာယ်တွေနဲ့ဆင်းရဲစရာကြီးဖြစ်လို့ဒုက္ခလို့ပြောတာကိုယ့်ရဲ့ဆန္ဒအတိုင်းဘာတစ်ခုမှမဖြစ်ဘူးဆိုတဲ့အနတ္တဒီလိုမြင်လာတာအဲ့တော့အနိစ္စမြင်ရင်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်တယ်ဆိုတဲ့သဘောကဆက်ဆက်နေတာကိုပြောတာเนาะမမြဲဘူးဆိုတဲ့အရာဟာဘယ်လိုလုပ်စိတ်ထဲမှာကျေနပ်စရာကောင်းမလဲကျေနပ်စရာမကောင်းဘူးအဲ့ဒါဒုက္ခကိုဘာတတ်နိုင်တယ်ဆိုဘာမတတ်နိုင်ဟောအနတ္တဒီသဘောလေးတွေကိုမြင်လာတာကိုပြောတာအဲ့တော့ပထမသိတာကဒီသဘာဝလက္ခဏာကိုသိတဲ့ individual characteristic သဘာဝလက္ခဏာကိုသိတာကနာမရူပပရိစ္ဆေဒနဲ့ပစ္စယပရိက္ခအခါမှာညာတပရိညာမှာသဘာဝလက္ခဏာကိုသာသိတယ်အဲ့ဒီအသိလေးဟာဒါဝိပဿနာဉာဏ်အဆင့်ကိုမရောက်တတ်သေးဘူးအခြေခံပဲရှိသေးတယ်လို့ foundations of ဝိပဿနာလို့ပြောလို့ရတယ်အဲ့ဒါလို့မဟုတ်ပဲနဲ့တာမင်ညလက္ခဏာတာမင်ညဆိုတာအလုံးတူတူပဲပထဝီမေးလိုက်လည်းပဲမမြဲတဲ့သဘောရှိတယ်အာဘောကြည့်လိုက်လည်းမမြဲတဲ့သဘောရှိတယ်တေဇောကြည့်လိုက်လည်းမမြဲတဲ့သဘောရှိတယ်ဝါယောကြည့်လိုက်လည်းမမြဲတဲ့သဘောမမြဲတဲ့သဘောဟာအလုံးတူတူရှိကြတယ်အဲ့ဒါကြတော့ universal characteristic တာမင်ညလက္ခဏာလို့ဒီလိုပြောတာအဲ့ဒီတာမင်ညလက္ခဏာကိုသိပြီးဆိုတော့မှဝိပဿနာဉာဏ်ဖြစ်တယ်လို့ဒါကဝိသုဒ္ဓိမက်မှာလည်းဒီတိုင်းပဲဆိုထားတာเนาะဝိသုဒ္ဓိမက်ဒီတိုင်းဆိုတာအဲ့တော့အပိုင်းလိုက်လေးနားလည်ဖို့လိုတယ်ကမ္မထာအထုတ်ပြီးဆိုတဲ့အခါမှတ်ဟဲ့ဆိုပြီးတော့မှတ်နေတာကိုကဘာမှမသိဘူးဖြစ်နေမယ်ဒါကြောင့်ကိုသိတဲ့အသိဟာ individual characteristic လို့ခေါ်တဲ့သဘာဝလက္ခဏာကိုသိနေတာလားမမြဲတဲ့သဘောတွေကိုကိုကသိနေတာလားဟောဒီနှစ်ခုရှင်းကြည့်ရတာမင်ညလက္ခဏာလေးသဘာဝလက္ခဏာလေးတွေသိနေလို့ရှိရင်ညာတပရိညာအခန်းနာမရူပပရိစ္ဆေဒနဲ့ပစ္စယပရိက္ခဒီအဆင့်ပဲရှိတယ်ဒါကိုယ့်ရဲ့အဆင့်အဲ့လိုမဟုတ်ဘူးမမြဲတဲ့သဘောဖြစ်လာတာလည်းမြင်တယ်ပြက်တာလည်းမြင်သွားတယ်ဖြစ်ပြမှုတွေရဲ့နှိမ့်ဆက်မှုဆိုတဲ့ဒုက္ခကိုလည်းမြင်တယ်ကိုယ်ဘာမှမတတ်နိုင်ဘူးဆိုတဲ့အနေအထားကိုလည်းမြင်တယ်ဆိုရင်ဒါတာမင်ညလက္ခဏာကိုမြင်တယ်လို့ပြောတာအနိစ္စဒုက္ခအနတ္တလို့ဆိုတာကိုတာမင်ညလက္ခဏာလို့ခေါ်တယ်ဘာဖြစ်လို့တာမင်ညလို့ပြောတာလဲဆိုရင်ဘုံဆိုင်မှုတာမင်ညပြောတာ common ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်ဒါမှမဟုတ် universal ဆိုတာအလုံးဆိုင်တဲ့အမှတ်သားတစ်ခုပဲအဲ့ဒီအမှတ်သားအလုံးနဲ့သက်ဆိုင်တဲ့တရားအလုံးနဲ့သင်္ခါရတရားအလုံးနဲ့သက်ဆိုင်တဲ့အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာကိုမြင်မှဝိပဿနာဉာဏ်ဖြစ်တယ်လို့တို့ပြောအောင်အဲ့ဒါဝိပဿနာဉာဏ်ဖြစ်တဲ့အခါမှာလည်းအစဉ်စဉ်လာသေးတယ်ပထမဟာသမထနာဉာဏ်ဆိုတာအခြေခံပြိုးနေတဲ့အချိန်မှာမမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားရမယ်အစ္ဆဒယုတ်မှာရှိတဲ့မမြဲတဲ့သဘောပဲဖြစ်စေဗဟိတမှာရှိတဲ့မမြဲတဲ့သဘောပဲဖြစ်စေနော်နောက်ဆုံးမှာအတန်လေးတွေကြားတဲ့အခါမှာဆင်ញင်စဉ်းစားကြည့်လိုက်ဩအတန်လေးတွေကပျောက်နေတာပါလားရှေ့ကအတန်ပျောက်သွားလို့နောက်ကအတန်ကပေါ်နေတာပါလားဟောဘယ်အတန်မှတည်မြဲနေတာမဟုတ်ပါလားအဲ့ဒီအတန်လေးဟာဖြစ်ပြီးပြက်နေတယ်လို့ပဲကြံတဲ့အရာတွေလည်းဖြစ်ပြီးပြက်နေတာဒီလိုဆင်ញင်သုံးသပ်နိုင်တာကိုတမ္မတနာလို့ခေါ်တာပဲကြည့်လေသိပ္ပံဆရာတွေကဒီမမြဲတဲ့သဘောလေးကိုအပေါ်ယံလေးတော့သူတို့သိလိုက်တယ်မြစ်ထဲမှာနှစ်ခါရေပြီးဆင်းပြီးမချိုးနိုင်ဘူးဆိုတဲ့စကားလေဘာဖြစ်လို့လဲဆိုမြစ်ရေကြီးကစီးသွားတာမြစ်ရေကြီးကစီးသွားသည့်အတွက်ကြောင့်ခုနကချိုးတဲ့ရေကမရှိတော့ဘူးနောက်တစ်ခါပြန်ဆင်းရင်နောက်ရေဖြစ်သွားတယ်သူကရေရင်ပြောနိုင်တာမြတ်စွာဘုရားကျတော့အေးရေကသာပြောင်းတာမဟုတ်ဘူးဒီလူခန္ဓာကိုယ်ကြီးကလည်းအဲ့တိုင်းပြောင်းနေတာဆိုတော့ခုနတုန်းကချိုးတဲ့ရေနဲ့ခုနချိုးတဲ့ခန္ဓာမရှိတော့ဘူးနှစ်ခုစလုံးမရှိတာသူ
သူကရေးတာနှစ်ခါမချိုးနိုင်ဘူးပြောတော့လူကရောချိုးနိုင်လို့လားမချိုးနိုင်ခုနလူမဟုတ်ဘူးတေချာစဉ်းစားကြည့်လမ်းပေါ်မှာတငယ်ချင်းတယောက်တွေ့တယ်တွေ့လိုက်တဲ့အချိန်နဲ့ဟာတငယ်ချင်းဆိုပြီးတော့သွားပြီးတော့နှုတ်ဆက်တဲ့အချိန်ဟာပြောင်းသွားပြီမရှိတော့ကော်ပီပဲကြံတော့တယ်နော်ကော်ပီကိုအစ်စ်ထင်နေကြတာအခုဟာဟုတ်တယ်လေအမွေတုန်းကဟာလေးရှိသေးလို့လားအခုရှိသေးရင်ဘေဘီလေးပဲနေမှာပေါ့အခုဟောမှမဟုတ်တော့တာပဲနော်အသက်ရွယ်ကြီးလာပြီဆိုရင်စပင်လေးတွေဖြူကုန်ပြီလေဘယ်အမွေတုန်းကရှိတော့ပေလေးတွေတွန့်လာပြီသွားလေးတွေကလည်းတစ်ချောင်းပြီးတစ်ချောင်းပြုတ်လာတယ်မျက်စိလေးတွေကလည်းမုန်းလာတော့မျက်မှန်လေးတွေတက်တယ်ဘယ်အမွေတုန်းကရှိတော့မှာတော့ရှိတာကော်ပီပဲရှိတော့တာကော်ပီကလည်းတဖြည်းဖြည်းဝါလာနော်သိပ်ပြီးတော့မတူချင်တော့ဘူး10နှစ်20နှစ်30ဆိုမတူအစပထမတော့လူတွေကပြောတယ်သဘောကျတယ်လေလွန်ခဲ့တဲ့10နှစ်တုန်းကလိုပဲမပြောင်းဘူးတော့မဲပြောင်းတာသိမှမသိတာဟုတ်မပြောင်းဘူးဆိုရင်ဒီလူကလည်းပြုံးစီနဲ့ရှင်းတတ်တာပြောင်းခဲ့တဲ့အချိန်ပေါင်းကမီလီယံတိုင်းဟုတ်လားမီလီယံတန်ပေါင်းအချိန်ပေါင်းတန်ပေါင်းများစွာပြောင်းလဲသွားပြီသို့တော့ကော်ပီလေးကကောင်းနေသေးတော့ဒါကိုမပြောင်းလဲဘူးလို့ထင်နေတာတကယ်ကတော့ကော်ပီပဲမနေ့ကတရားပွဲလာတဲ့လူဒီနေ့တရားပွဲလာဒါကော်ပီတွေလာနေတာမနေ့ကဟာမရှိတော့မနေ့ကဟာရဲ့ကော်ပီပဲရှိတယ်ဒီနေ့အဲ့ဒါလို့မြင်လာပြီဆိုလို့ရှိရင်ဒါဝိပဿနာဉာဏ်နဲ့မြင်တယ်လို့ပဲပြောလို့ရတယ်ဝိပဿနာဉာဏ်နဲ့မြင်ပြီဆိုရင်ဒီတဲ့အသေးစိတ်တယ်တကယ်တရားထိုင်ပြီးတော့ကြည့်တဲ့အမြင်ကြတော့ဒီတဲ့အသေးစိတ်တယ်ပေါ့စက္ကန့်မလတ်မြင်သွားတယ်အခုကအကြမ်းမြင်ကြည့်လို့ရှိရင်ဒီတိုင်းပဲမြင်ရမယ်ပေါ့ပြောင်းလဲနေတဲ့အရာ ever changes အမြဲတမ်းပြောင်းနေတယ် ever changing ဆိုတာအဗ္ဗဒမထင်ရှားတယ်တခါတည်းဝုန်းကနေပြောင်းသွားတာမဟုတ်ဘူးဘုန်းကြီးတို့တွေတဖြည်းဖြည်းအိုးလာတယ်ဆိုတာတနေ့ပြီးတနေ့မဟုတ်တနာရီပြီးတနာရီတမိနစ်ပြီးတမိနစ်တစ်စက္ကန့်ပြီးတစ်စက္ကန့်ပြောင်းနေတာသို့တော့အဲ့ဒီပြောင်းလဲမှုလေးဟာမထင်ရှားတဲ့ဒီချမ်းသာချက်ဟာမသိတာသေးသည့်အတွက်ကြောင့်မပြောင်းဘူးလို့ထင်နေတာပြောင်းတာကအချိန်မရွေးပြောင်းနေတာတခါတည်းဝုန်းတိုင်းဖြစ်သွားတာမှမဟုတ်တာလေအမြဲတမ်းရွေ့နေတာပဲအမြဲတမ်းရွေ့နေတဲ့အရာကြီးတစ်ခုဆင်ញင်စဉ်းစားနိုင်လာပြီဆိုရင်ဝိပဿနာဉာဏ်ဖြစ်ဖို့အခြေခံနေအများကြီးရတယ်အဲ့တော့သမထနာဉာဏ်အနေနဲ့အဲ့ဒါလိုဆင်ញင်သုံးသပ်ပေးခြင်းအပြင်နောက်ဆုံးမှာထွက်လေဝင်လေလေးကိုတိုက်ရိုက်မှတ်လိုက်တဲ့အခါမှာထွက်လေလေးကိုဝင်လေလေးကိုရှူသွင်းလိုက်တဲ့အခါမှာနှာသီးပြားလေးထိသွားတယ်ထွက်လေလေးကိုရှိုက်ထုတ်လိုက်တဲ့အခါမှာနှာသီးပြားလေးကိုထိသွားတယ်အဲ့ဒါလေးကိုစဉ်းစားကြည့်လေလေးထိခိုက်ကလေးမှာအတိလေးတွေဖြစ်လာတာပြီးတော့ရပ်နေတာမဟုတ်ပျောက်သွားတာထိတဲ့အခိုက်လေးမှာပဲသိလိုက်တယ်ဝင်ရင်လည်းဝင်တဲ့အခိုက်ကလေးမှာသိလိုက်တယ်အဲ့ဒီလေကလည်းထိပြီးပျောက်သွားတယ်နှာသီးပြားပေါ်မှာပေါ်တဲ့အတိလေးကလည်းပဲပျောက်သွားတယ်ဆိုတာပစ္စုပန်ဆက်ဖြစ်လာတာကိုလည်းသိလိုက်တယ်ပြတ်သွားတာကိုသိလိုက်တယ်ဆိုရင်ဒါဥရိယဘုရားညာလို့ခေါ်တာပဲအဲ့ဒါကပိုအဆင့်မြင့်သွားတယ်အဲ့ဒီအဆင့်မြင့်ရဖို့ရအတွက်သမ္မတနာဉာဏ်ဆိုတာမနေ့ကယုံနဲ့ဒီနေ့ယုံတွေမတူတော့ဘူးအတိတ်ကိုလည်းတွေးကြည့်ရမယ်နေ့ဖြင့်ငါကြားလို့ရှိရင်လည်းဒီယုံမရှိတော့ဘူးကော်ပီပဲရှိတော့မယ်နော်ဒီလိုပြောင်းလဲနေတဲ့သဘောတွေကိုပန်းမွင့်လေးကြည့်တယ်ကိုယ်အိမ်မှာပန်းအိုးထဲမှာပန်းထိုးထားလို့ရှိရင်ဒီပန်းမွင့်လေးဟာတရပြီးတရနောက်ဆုံးကျတော့ကျွေကြနှွမ်းပြီးတော့ကျွေကြသွားတာတွေ့ရတယ်အဲ့ဒီလိုသဘောလေးတွေကိုဆင်ញင်စဉ်းစားနိုင်တာတော့သမ္မတနာပဲခုနကဖြစ်ခိုက်ကလေးတွေချုပ်သွားတဲ့အခိုက်ကလေးတွေကိုမြင်လာပြီဆိုရင်တော့ဒါဥရိယပညာလို့ခေါ်တယ်အဲ့ဒီကနေနောက်အသိဉာဏ်တွေကသိထက်လာတဲ့အခါကျတော့ဖြစ်တာကိုတောင်သိပြီးမစင်စားတော့ဘူးအပြက်ကိုပဲမြင်နေတယ်ဆိုလို့ရှိရင်ဘင်္ဂညာလို့ခေါ်တာပဲဒါကအနိစ္စမြင်တာအစွမ်းကုန်ပဲဘင်္ဂညာရသွားလို့ရှိရင်အနိစ္စလက္ခဏာအစွမ်းကုန်သွားပြီလို့ဒီလိုပြောဟိုဘက်ကျတော့ဒီမမြဲတဲ့ခန္ဓာကိုယ်နဲ့ပတ်သက်လာပြီးတော့အတွေ့အမြင်တွေဟာပြောင်းလာတယ်
ဘယ်လိုပြောင်းလာတာဆိုဘင်္ဂညာပြီးတော့ဒီလိုပြက်နေလို့ရှိရင်တော့ကြောက်เสียကြီးပဲဘေးရအန္တရာယ်တွေများလိုက်တာငါခန္ဓာကိုယ်ကြီးငါမြဲတယ်လို့ထင်နေတာဩဒီလိုဆိုရင်ကြောက်เสียကြီးပဲလို့မြင်လာလို့ရှိရင်ဘယညာကြောက်เสียကြီးပဲလို့မြင်လာတဲ့အခါမှာဘာဖြစ်လာတော့ဆိုတကယ်ကို very dangerous ပဲအာရိနောအညာအန္တရာယ်တွေများလိုက်တာတော့ကြောက်เสียကောင်းတဲ့အရာကြီးတကယ်ကိုစိတ်ပြည့်เสียကြီးပဲဆိုတော့နေဗိဒညာตายเสียจิตนัสเสียတခုမှရှာမတွေ့ဘူးနေဗိဒညာညှင်းငွေတယ်လို့ဆိုတာตายเสียရှာမတွေ့တာကိုပြောတာရှာမတွေ့တဲ့အခါဘာဖြစ်တုံးဆိုလွတ်ချင်စွန့်လွတ်ချင်တဲ့ဒါကြီးကိုမထားချင်တော့မနေချင်တော့ဒီခန္ဓာကိုယ်ကြီးနဲ့မနေချင်တော့ခန္ဓာကိုယ်ကြီးကိုစွန့်လွတ်ချင်လာတယ်လွတ်ချင်လာတယ်ဒီဘဝမျိုးကမௌစီတုကမြတာညာလွတ်ဖို့ရာအတွက်လွတ်လန်းရှာတယ်ဆိုပါစို့အဆောင်ဦးကြီးတဲ့ဝင်တဲ့အခါမှာ exit ကိုရှာတာလို့ပေါ့သူကလည်းဒါဘယ်ကနေထွက်ရမလဲထွက်ပေါက်ရှာတာဒါပဋိသင်္ခါညာလို့ခေါ်တယ်ထွက်ပေါက်ရှာတဲ့အခါမှာထွက်ပေါက်မြင်ပြီသို့တော်လည်းမစွန့်လွတ်နိုင်သေးဘူးဆိုရင်ဒီသင်္ခါရတရားတွေပေါ်မှာသူကချစ်ချင်းမုန်းခြင်းဆိုတဲ့အစွန်းရောက်တဲ့စိတ်လှုပ်ရှားမှုတွေမရှိတော့ဘဲနဲ့သင်္ခါရတရားတွေရဲ့သဘာဝကိုအေးအေးသက်သက်သာသာနဲ့ဒီရှုနိုင်တဲ့အနေအထားမျိုးဖြစ်လာရင်သင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်။အဲ့ဒါလို့သင်္ခါရုပ္ပခဉာဏ်ရလာပြီဆိုလို့ရင့်တန်လာပြီဆိုတဲ့အခါမှာကြားထဲမှာမဲ့ဉာဏ်ဖြစ်ဖို့ရာအတွက်ပေါင်းကူတရားတစ်ခုလိုတယ်။အဲ့ဒီပေါင်းကူလေးကအနုလောမဉာဏ်လို့ခေါ်တယ်။အဲ့ဒီအနုလောမဉာဏ်ကဒီဘက်ကဝိပဿနာဉာဏ်တွေနဲ့လည်းသင်လျော်တယ်။နောက်နိဗ္ဗာန်ကိုအာရုံပြုမဲ့မဲ့ဉာဏ်ကိုလည်းအထောက်အကူပြုတယ်ဆို။ပေါင်းကူလေးကသင်္ခါရတရားတွေရဲ့အဖြစ်ကိုမြင်ပြီးတော့ညှင်းငွေပြီးတော့သင်္ခါရတရားတွေရဲ့ချုပ်ဆုံးသွားတဲ့နောက်ဆုံးနိဗ္ဗာန်ဆိုတာလေးကိုလှမ်းမြင်လိုက်တာနဲ့တပြိုင်နက်ဒီဘက်ကန်းကနေပြီးဟိုဘက်ကန်းကိုကူးသွားလိုက်တာအဲ့ဒါကိုမက်စိတ်လို့ခေါ်တာပဲမက်ဆိုတာရဲ့ဝိပဿနာရဲ့တကယ်ကတော့ဝိပဿနာကိုလည်းပဲဒီမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတာပဲမက်စိတ်ဆိုတာလည်းဒီမက်ဆိုတာလည်းဒီပြောအရိယာမက်ဆိုတာလည်းဒီ၈ခုနဲ့ဖွဲ့စည်းထားတာထူးခြားတာကဘာလဲလို့ဆိုရင်ဝိပဿနာဉာဏ်လို့ဝိပဿနာဉာဏ်ဖြစ်နေတဲ့အချိန်မှာဒီမဂ္ဂင်၈ပါးဟာသူကစွန့်အင်တတ္တိတွေကမညီမျှဘူးမညီမျှသေးဘူးတလုံးတစည်းတည်းမဖြစ်သေးဘူးเนาะတလုံးတစည်းတည်းမဖြစ်သေးတော့စွမ်းအားတွေမပြည့်သေးဘူးလို့ဒီလိုပြောတာဝိပဿနာဉာဏ်ဖြစ်နေတဲ့အချိန်မှာလည်းပဲဟောဒီမဂ္ဂင်ပဲနောက်မက်စိတ်ပေါ်လာတဲ့အခါကျတော့စွမ်းအားပြည့်ပြီးတော့တခုတည်းလို့ဖြစ်သွားတယ်ဒီ၈ခုဟာတခုတည်းလို့ဖြစ်သွားတယ်ဒါကြောင့်မို့မက္ခလို့ဆိုတာဒီ၈ခုကိုတခုတည်းလို့ဖွဲ့စည်းထားတာကိုမက္ခလို့ခေါ်တာအလုံးဟာဟန်ချက်ညီညီနဲ့အလုံးလုံးပြီးဆိုတဲ့အခါမှာနိဗ္ဗာန်ကိုကောင်းကောင်းကြီးမြင်သွားတယ်လို့ဒီလိုဆိုလို့တာเนาะအဲ့တော့အဲ့ဒါကိုဝိပဿနာသမ္မာဒိဋ္ဌိဝိပဿနာသမ္မာဒိဋ္ဌိကနေကူးလိုက်တော့မက္ခသမ္မာဒိဋ္ဌိ level ကနေပြီးတော့ဒီလိုကူးသွားတာအဲ့တော့မဲ့ဖို့နိဗ္ဗာန်ကိုရချင်ဘာလို့ရမှာတော့ဆိုဝိပဿနာကျင့်စဉ်ကိုကျင့်ရမှာဝိပဿနာကျင့်စဉ်ကိုအဲ့ဒီဝိပဿနာကျင့်စဉ်ကိုအထောက်အကူပြုနိုင်တာကသမထကျင့်စဉ်ကလည်းဝိပဿနာကုသိုလ်ထောက်ကူပြုနိုင်ဘယ်လိုထောက်ကူပြုတာတော့ဆိုဒီမဂ္ဂင်၈ပါးထဲမှာတမ္မာသမာဓိဆိုတာပါတယ်လေတမာဓိစွမ်းအားတွေကိုမြင့်ပေးဖို့အမှန်တမ်းအရေးကြီးတယ်တမာဓိကသာအထောက်အကူဖြစ်တာမဟုတ်ဘူးသီလကလည်းအထောက်အကူပေးတယ်ဒါမို့တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတာသီလအဲ့ဒီသီလကလည်းတမာဓိကိုအထောက်အကူပြုတယ်ဘယ်လိုအထောက်အကူပြုတာတော့ဆိုသီလစင်ကြဲနေတဲ့ပုဂ္ဂိုလ်ကကိုယ်သီလကိုစင်ကြဲလိုက်တာနဲ့ဆင်ញင်လိုက်တာနဲ့တပြိုင်တည်းသူကဝမ်းသာမှုတွေဖြစ်လာစိတ်နှလုံးအေးချမ်းတယ်အော်ငါမဟုတ်တာမလုပ်ဘူးဆိုတဲ့အခါစိတ်နှလုံးအေးချမ်းတယ်အေးချမ်းတော့ဝမ်းသာမှုဖြစ်တယ်ဝမ်းသာရင်ပီတိဖြစ်တယ်ပီတိဖြစ်ရင်ကိုယ်စိတ်ငြိမ်းချမ်းတယ်ငြိမ်းချမ်းလို့ရှိရင်ဒုက္ခဆိုတာချမ်းသာတာဖြစ်တယ်ချမ်းသာလို့ရှိရင်စိတ်တည်ငြိမ်မှုဆိုတဲ့တမာတိရလာတယ်ဟောတမာတိကိုအထောက်အကူဖြစ်ဖို့အရာအတွက်သီလဆောက်တည်ရတာဒီလိုဆိုလို့တာမဂ္ဂင်၈ပါးမှာဒါမို့သီလကိုထည့်ဖွဲ့စည်းထားတာကဲတမာတိဖြစ်လာပြီဆိုရင်တမာတိကိုပြုလို့ရှိရင်တမာဟိတောယထာဘူတံသာနာတိပတ္တတိတမာတိရှိလာပြီဆိုရင်မှန်မှန်ကန်ကန်သိလာတယ်ဘယ်သူကိုထောက်ကူပြုတာတော့ဆိုတမ္မာဒိဋ္ဌိကိုထောက်ကူပြုတာ
အဲ့ဒါလို့ဆင်ငယ်တစ်ခုနဲ့တစ်ခုပံ့ပိုးပြီးတော့ဆောင်ရွက်မှုတွေတညီတည်းဖြစ်သွားပြီဆိုရင်ဒါ message ပေါ်တယ်လို့ဒီလိုဆိုလိုတယ်အဲ့တော့အရိယာမက်ဆိုတာကြတော့နိဗ္ဗာန်ကိုမြင်တယ်ဝိပဿနာမက်ကသင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုယ်မပိုင်တဲ့သဘောကိုမြင်တယ်အဲ့ဒီကနေတဆင့်တက်သွားလို့ရသွားတဲ့မက်ကြတော့နိဗ္ဗာန်ရဲ့တန်တိသဘောကိုမြင်တယ်လို့မြင်ပုံချင်းအာယုံပြုပုံချင်းမတူဘူးတဲ့ဒီမက္ခဆိုတဲ့အရာကိုပဲမြတ်စွာဘုရားကမစ္စည်းမပฏิပဒါလို့ဒီလိုဟောတာเนาะမစ္စည်းမပฏิပဒါလို့ဟောတယ်ဘာဖြစ်လို့မက္ခလို့ခေါ်တော့လို့ဆိုလို့ရှိရင်ပါဠိစာပေမှာ definition ပေးထားတာရှိတယ်ဘာဖြစ်လို့မက္ခလို့ခေါ်တယ်လဲလို့ဆိုရင်နိဗ္ဗာန်နတ္ထိကေဟိမက္ခိယတိတိမက္ခောတဲ့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ကြီးရအောင်လုပ်ရမယ့်တရားရှာဖို့ရမယ့်တရားလို့ဆိုလို့တယ်နိဗ္ဗာန်ရခြင်းပြီဆိုရင်ဘာလို့ရမှာလဲဆိုပြတ်သားသားရှင်းရှင်းလင်းလင်းဟောဒီမဂ္ဂင်၈ပါးကျင့်ရမယ်ဒါပဲဒါဖြင့်နိဗ္ဗာန်ရခြင်းလို့ရှိရင်မဂ္ဂင်၈ပါးကိုထူထောင်ဆိုနိဗ္ဗာန်ကိုဘယ်သူကရှာပေးမှာလဲဆိုတဲ့အခါကျတော့နိဗ္ဗာန်မက္ခတိခဝေတတိတိမေခောဟောဒီမဂ္ဂင်၈ပါးပဲရှာပေးမှာပဲကိုယ်တဏ္ဍာမှာရောက်လာလို့ဟန်ချက်ညီညီစွမ်းဆောင်နိုင်ပြီဆိုရင်နိဗ္ဗာန်ကိုဒီမဂ္ဂင်၈ပါးကရှာပေးတယ်ဒါဖြင့်ရှာတဲ့အခါမှာဘယ်လိုရှာတာတုံးလို့ဆိုတော့ကိလေသေမာရနောနိဗ္ဗာန်ဂစ္ဆတိတိမေခောကိလေသာတွေကိုဖယ်ရှားပြစ်ပြီးတော့နိဗ္ဗာန်နဲ့ဝင်ရောက်သွားတာတဲ့ဟောသူ့ရဲ့စွမ်းဆောင်မှုတွေကြီးပဲအကုန်လုံးအဲ့ဒါကြောင့်မို့လို့မက္ခလို့ခေါ်တာအင်္ဂလိပ်လိုပြန်တဲ့လူတွေကတော့မက္ခကို path လို့ပဲဒီလိုပဲတမန်ပြန်တယ်တကယ်ကတော့ဒီပြန်ဆိုချက်ဟာပြည့်စုံမှုတော့မရှိဘူးเนาะပြည့်စုံတာကတော့နိဗ္ဗာန်ကိုရှာပေးတဲ့တရား quest for နိဗ္ဗာန်နိဗ္ဗာန်ကိုရှာပေးတဲ့တရားမဂ္ဂင်၈ပါးဆိုတာနိဗ္ဗာန်ကိုရှာပေးတဲ့တရားဘယ်လိုလုပ်ရှာတာတော့ဆိုကိလေသာတွေကိုဖယ်ရှားပြီးတော့နိဗ္ဗာန်နဲ့ဝင်ရောက်ခြင်းဖြင့်သူကရှာပေးတာအားလုံးကသူကပဲလှုပ်သွားမှာဒီလိုဆွလို့တာเนาะအေးဒါကြောင့်မို့လို့မဂ္ဂင်၈ပါးအကျင့်တရားကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကမစ္စည်းမပฏิပဒါလို့ခေါ်ပါတယ်နောက်ဆုံးပြိဋိဘံသံဃာနည်းမှာသုဘဒ္ဓဆိုတဲ့ပြပိုက်ကြီးကိုရှင်းရှင်းလေးမိန့်ကြားထားခဲ့တယ်ဟောဒီမဂ္ဂင်၈ပါးမရှိဘူးမဂ္ဂင်၈ပါးကိုမကျင့်ဘူးဆိုရင်သောတာပန်လည်းမဖြစ်ဘူးသဂရဂံလည်းမဖြစ်ဘူးအနာဂံလည်းမဖြစ်ဘူးယန္တာဆိုဝေးမဂ္ဂင်၈ပါးရှိတဲ့မဂ္ဂင်၈ပါးရှိမှသောတာပန်သဂရဂံအနာဂံယန္တာဆိုတာရှိနိုင်တယ်မဂ္ဂင်၈ပါးမရှိဘူးဆိုရင်သောတာပန်လည်းမရှိဘူးသဂရဂံလည်းမရှိဘူးအနာဂံလည်းမရှိဘူးယန္တာလည်းမရှိဘူးတဲ့ဟောဒီမဂ္ဂင်၈ပါးဟာတကြောင်းဤသောလမ်းမယ်အရိယာသူတော်စင်ဖြစ်ဖို့အတွက်တကြောင်းဤသောလမ်းမယ်လို့အဲ့ဒါကိုဒီမြတ်စွာဘုရားသခင်ကိုရောမြတ်ကမစ္စည်းမပฏิပဒါအနေနဲ့ခုနကမှန်ကန်မြင်ပြီးတော့လမ်းကြောင်းတစ်ခုပေါ်မှာနိဗ္ဗာန်လမ်းကြောင်းပေါ်ကိုရောက်အောင်တက်တဲ့သဘောသောတာပန်ဆိုတဲ့အဓိပ္ပာယ်ကသောတာဆိုတာဟောဒီမဂ္ဂင်ဆိုတဲ့မဂ္ဂင်၈ပါးဆိုတဲ့ရေစည်းချောင်းတွေကိုအပ္ပန္နရောက်သွားသူလို့ဒီလိုအဓိပ္ပာယ်ရတယ်မဂ္ဂင်၈ပါးဆိုတဲ့လမ်းကြောင်းကြီးပေါ်ရေစည်းချောင်းကြီးသောတာဆိုတာSri လို့ခေါ်တယ်ဒါမို့ Sri Intara Sri Wena လို့ဒီလိုပြန်တာရေစည်းချောင်းနဲ့ရောက်သွားပြီဒီရေစည်းချောင်းကဘယ်ကိုစီးသွားတာတော့ဆိုနိဗ္ဗာန်ကိုစီးသွားအဲ့ဒီနိဗ္ဗာန်စီးမဲ့ရေစည်းချောင်းကြီးအခုခေတ်လို့ပြောရင် online ပေါ့နော် online ဖြစ်သွားပြီဒီ line ပေါ်ရောက်သွားပြီသို့မဟုတ် highway လမ်းမကြီးပေါ်တက်သွားပြီပေါ့နိဗ္ဗာန်ကိုဥတီသွားနေတဲ့ highway လမ်းမကြီးပေါ်ရောက်သွားပြီတဖြည်းဖြည်းနီးသွားမှာပဲအေးဒါကြောင့်မလို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့ဘုရားမြတ်စွာရဲ့မစ္စည်းမပฏิပဒါအလယ်လန်းဆိုဒီမှာမှန်ကန်စွာနားလည်ခြင်းဖြင့်ဥဆောင်ထားတယ်မှန်ကန်စွာနားလည်ရမယ်မှန်ကန်စွာတွေးတောရမယ်မှန်ကန်စွာကြိုးစားရမယ်မှန်ကန်စွာအာယုန်နဲ့စိတ်ကိုစုံစည်းပေးရမယ်မှန်ကန်စွာတည်ကြည်ရမယ်ဆိုတဲ့ကာရပကမဂ္ဂင်၅ပါးသီလကိုအခြေခံပြီးတော့အဲ့ဒီ၅ခုဟန်ချက်ညီညီနဲ့အလုပ်လုပ်ပြီးဆိုလို့ရှိရင်မိမိတို့လိုရှိတဲ့နိဗ္ဗာန်ချမ်းသာဆိုတာဘုရားမြတ်စွာကတိတိလင်းလင်းဟောထားတာဖြစ်သောကြောင့်ဘယ်ဘာသာမှအခုလို့တဏှာဝကလွတ်တဲ့နီးစနစ်ပေးထားတာမရှိဘူးဘုရားဘာသာမှာသာရှိတယ်နော်ဒါကြောင့်မို့လို့ဒီနီးစနစ်အတိုင်းလိုက်နာကျင့်သုံးမယ်အဲ့လိုလိုက်နာကျင့်သုံးတဲ့အခါမှာကိုဘယ်အဆင့်လဲပါလဲတွေးเสียမလို့ဘူးလမ်းကြောင်းပေါ်ရောက်လို့ရှိရင်အချိန်တိုင်းရောက်မှာပဲနော်လမ်းပေါ်တက်နေဖို့ကအရေးကြီးတယ်လမ်းကြောင်းကတော့ဖဲ့မထွက်နဲ့ပေါ့ဒီလမ်းကြောင်းကြီးပေါ်မှာရှောက်နေလို့ရှိရင်တနေ့ကြာရင်ရောက်သွားမှာပဲဆိုတာ
ကိုစီသဘောကျပြီးတော့မစ္စည်းမပฏิပဒါဆိုတဲ့ဒီအလယ်လန်းခရီးကနိဗ္ဗာန်ကိုဥတည်နေတဲ့လမ်းမကြီးပေါ်မှာရှောက်လန်းနိုင်ကြပါစေကုန်သတည်း